2559နှစ်ကောဇာတက္ကရာ1385ခုနှစ်ပြာသူလပိကျော်2ရက်2014ခုနှစ်18ရက်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်81ရပ်ကွက်ကျန်စစ်သားလန်တဏိဒုက္ခဓမ္မယုံနဲ့အုပ်ချုပ်ရေးမှုယုံရှိဓမ္မမန္တအတွင်းဝယ်ဆင်ရင်ကျင့်ပပြုလုပ်အပ်သည့်81ရပ်ကွက်လုံးဆိုင်ရာဘုရားပူဇာဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောသားကောင်းသမီးကောင်းအကြောင်းတရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မယံရည်တဲ့တိုင်းဒါဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချင်းသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားလောကအတိဒုက္ခရာနိဥစ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝယ်90အစုအလွန်ခဲရင်တော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတော်မူရသည်ဖြစ်၍ခေရံလက်ချေပြလုံးအသက်ဆုံးတရဲ့နှလုံးစေဝံကိုရောဤပေမှန်ခြင်းသို့ကတောဘဝဒါနချိန်ခါများစွာရောက်တော်မူခဲ့ရချာလိမ့်မည်မဟာကရုဏီကတတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယတိပြောင်းပြောက်မှန်ကိုလျော်၍ကရောယောကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသိဖြစ်ပါစေတည်းသားကောင်းသမီးကောင်းမိကောင်းဖကောင်းဆိုတာမိကောင်းဖကောင်းဖြစ်ဖို့လွယ်ကူတော်လဲသားကောင်းသမီးကောင်းရဲ့မိဘဖြစ်ဖို့ခဲရင်တယ်လို့ဆိုလာကြလောကမှာမိကောင်းဖကောင်းနဲ့သားကောင်းသမီးကောင်းဒီနှစ်ခုနှိုင်းယှဉ်ကြည့်လိုက်လို့ရှင်မိကောင်းဖကောင်းကပေါ်များပြီးသားကောင်းသမီးကောင်းကရှားပါတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်တယ်ပေါ့သားကောင်းသမီးကောင်းရဲ့မိဘဖြစ်ဖို့ခဲရင်တယ်လို့ဆိုတာဒီအဓိပ္ပာယ်ကိုရောက်ရှိစေတဲ့စကားဖြစ်လောကအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လေမိကောင်းဖကောင်းကမွေးလာတဲ့ပုဂ္ဂိုလ်တွေဟာသားကောင်းသမီးကောင်းဖြစ်ကြရမိဘတဲ့ပို့ပြီးတော့သားကောင်းသမီးကောင်းမိမိကိုယ်တိုင်ကသားကောင်းသမီးကောင်းဖြစ်မှနောင်မျိုးဆက်တဲ့တစ်ခုမှလည်းမိကောင်းဖကောင်းဆိုတာလာလို့ရလောကကြီးဆိုးရုပ်လာပြီဆိုလို့ရှိရင်တော့မိကောင်းဖကောင်းရှိတော်လည်းပဲသားကောင်းသမီးကောင်းဟာရှားပါလာတယ်ဆိုရင်ဒါလောကကြီးဆိုးရုပ်လာတဲ့အဓိပ္ပာယ်ပဲဆိုးရုပ်လာပြီဆိုလို့ရှိရင်ရှေ့မျိုးဆက်တစ်ခုတည်းနောက်မျိုးဆက်တစ်ခုကလျော့ပါလာဒါကိုဆိုးရုပ်တဲ့ခေတ်လို့ပြောတာပေါ့
မိဘရဲ့အခြေအနေကိုသားသမီးတွေကမမိဘူးမိဘရဲ့ကိုယ်ချင်းတရားကိုသားသမီးတွေကမမိဘူးဆိုရင်ဒါဆုပ်ပြပြလာမှုပြောဆွေးမှုတိုးတက်မှုဆိုတာအမျိုးမျိုးရှိတဲ့ထဲမှာအခုဒီနေရာမှာသားကောင်းသမီးကောင်းဖြစ်ဖို့အတွက်သားသမီးတွေဘက်ကမိဘတွေပို့ပြီးတိုးတက်ဖို့လိုလားအဲ့ဒါလို့တိုးတက်လာမှသားကောင်းသမီးကောင်းလို့ဆိုရမှာဖြစ်တယ်ဘုရားမြတ်စွာရဲ့ဒေသနာတော်တွေထဲမှာသားသမီးနဲ့မိဘနဲ့သားသမီးနိုင်ရှင်ပြထားတာလေးရှိတယ်ပေါ့လူနိုင်ရှင်ပြထားတော့လို့ဆိုတော့မိဘကကိုချင်းသီလပြေဝဘုရားတရားတန်ခါရဏသုံးပါးကိုယ်ွယ်စိတ်ကပ်ပြီးကိုချင်းသီလပြည့်စုံတယ်ကျင့်ကောင်းတယ်သို့တော့သားသမီးကကျင့်သီလမကောင်းဘူးလို့ဆိုလို့ရှိရင်အဲ့ဒီသားသမီးဟာမိဘတဲ့ရုပ်နှိမ့်တဲ့သားသမီးလို့ဒီလိုဆိုတာအဲ့ဒါလို့ရုပ်နှိမ့်တဲ့သားသမီးကိုအဝစာတမိဘရဲ့အဆင့်ကိုမမီလို့ရုပ်ညံ့သွားတဲ့သားသမီးလို့ဒီလိုခေါ်တာဟုတ်ပြီမိဘကမိကောင်းဖကောင်းတရဏဂုံသီလနဲ့ပြေဝပြီးကိုယ်ချင်းတရားကောင်းပြီးလူတော်လူကောင်းမိဘတွေကဖြစ်တယ်သားသမီးကလည်းမိဘရဲ့ခြေရာနင်းပြီးတော့သူကိုယ်တိုင်ကလည်းလိမ္မာယဉ်ကျေးပြီးကိုယ်ချင်းတရားကောင်းတဲ့သားသမီးမျိုးဆိုလို့ရှိရင်တော့မိဘနဲ့သားသမီးဟာလိုက်လျောညီတွေရှိလို့အနုစာဒလို့ခေါ်တယ်မိဘခြေရာနင်းတဲ့သားသမီးလို့ဒီလိုပြောတာကိုယ်ချင်းတရားရှုထောင့်ကနေပြောရင်ဒီလိုပြောရအောင်နော်မိဘရဲ့ခြေရာကိုနင်းနိုင်တဲ့သားသမီးမိဘနဲ့ဓာတ်တူအရေးချင်းရုပ်နှိမ့်သွားတာမရှိဘူးမိဘရဲ့အဆင့်ကိုမိတဲ့သားသမီးလို့ဒီလိုပြောတာတချို့သားသမီးကြတော့မိဘကကိုယ်ကျင့်သီလဒီလောက်မကောင်းဘူးမိဘကကိုယ်ကျင့်သီလမကောင်းဘူးတရဏဂုံသီလစောင့်တည်မှုမရှိဘူးလိမ္မာရင်ကျေးမှုတွေအားနည်းတယ်သို့တော့သားသမီးကြတော့လိမ္မာလိုက်တာကိုယ်ကျင့်သီလနဲ့ပြေဝတယ်လိမ္မာရေးချရှိတယ်မိဘရဲ့ကိုယ်ကျင့်သီလတဲ့ပို့ပြီးတော့သားသမီးကပို့လိမ္မာလာတဲ့သားသမီးမျိုးကြတော့အတိစာတမိဘတဲ့ပို့သွားတဲ့သားသမီးအဲ့ဒီအတိစာတသားမျိုးဖြစ်အောင်ဒီ81ရပ်ကွက်မှာနေထိုင်ကြတဲ့လူငယ်လူရွယ်တွေဟာကြိုးစားကြရအောင်အဲ့ဒါလို့ကြိုးစားမှလောကကြီးကတိုးတက်တယ်လို့ဖြစ်လာဒါကိုချင်းတရားရှုထောင့်ကပြောတယ်တခြားရှုထောင့်ကနေကြည့်မယ်ဆိုလို့ရှိရင်လည်းကြည့်တဲ့တယ်လို့ပြောရမှာပေါ့ကောင်းတဲ့ဘက်ကဆိုရင်အကုန်ကြည့်ရဆိုပါစို့တခြားရှုထောင့်ကပြောမယ်ဆိုရင်မိဘအသက်ရှည်သလောက်သားသမီးကအသက်မရှည်ဘူးဆိုရင်ဒါနှိမ့်ကြမိဘအသက်ရှည်သလိုသားသမီးကလည်းအသက်ရှည်တယ်ဆိုရင်ဒါမိဘခြေရာနင်းတယ်မိဘတဲ့ပို့ပြီးတော့သားသမီးကအသက်ရှည်သွားတယ်ဆိုရင်ဒါတိုးတက်မှုတစ်ခုပဲဘာပဲဖြစ်ဖြစ်တိုးတက်လာရင်ကောင်းတယ်လို့ပြောအောင်ပေါ့ဟောနောက်တစ်ခုကကြည့်ကြအောင်မိဘပိုင်ဆိုင်တဲ့စီးပွားဥစ္စာသားသမီးကသုံးဖြုံပြစ်လို့သားသမီးလက်ထက်မှာဘာမှမရှိဘူးကုန်းကောက်စရာမရှိအောင်မွဲသွားတဲ့သားသမီးမျိုးတွေလောကမှာရှိတယ်လေမိဘကရှာကြံထားလို့ပစ္စည်းဥစ္စာတွေအလုံးပြည့်ပြည့်စုံစုံဖြစ်တာသားသမီးလက်ထက်ကြအကုန်ရောင်းစားတော့ပယုတ်လုံးသားသမီးဆိုတာလည်းရှိသေးတယ်နော်ပယုတ်လုံးဆိုတာတဖြည်းဖြည်းကြီးလာတာလားသေးသွားတာလားအေးမိဘလက်ထက်တုန်းကတော့ချမ်းသာပါတယ်သားသမီးလက်ထက်ကျတော့တုံးလိုက်တာမိဘပိုင်တဲ့ခြံကြီးဟိုနာဖဲ့ရောင်ဒီနာဖဲ့ရောင်အိမ်ကြီးဟိုနာဖဲ့ရောင်ဒီနာဖဲ့ရောင်တဲဘုတ်တောင်မကြံအောင်ဖြစ်သွားလို့ရှိရင်ဒါပယုတ်လုံးစီးပွားရေးပိုင်ရှင်ကြီးလေနော်မိဘရဲ့လက်ထက်ကရှိထားတာတွေတဲ့ရော်နေပြီးတော့သွားရင်ဒါဆုပ်ပြပြမှုလို့ခေါ်တာပဲဆုပ်ပြပြမှုဆုပ်ပြပြတယ်ဆိုတော့မကောင်းဘူးလေဒါ
မိဘလက်ထက်ကပစ္စည်းဥစ္စာတွေနဲ့တီထောင်ထားတဲ့စီးပွားဥစ္စာတွေသားသမီးလက်ထက်မှာထိမ့်မှတ်ထားနိုင်တယ်မိဘလက်ထက်ကလိုပဲသားသမီးလက်ထက်မှာလည်းပဲမှန်မှန်ကြီးပွားတိုးတက်နေတယ်ဆိုရင်တော့မိဘခြေရာနင်းတဲ့သားသမီးလို့ဒီလိုပြောမှာပဲမိဘလက်ထက်ကဘာမှမရှိဘူးဒီသားဒီသမီးလက်ထက်မှာကြီးပွားတိုးတက်လာတာကိုချမ်းသာကြွယ်ဝသွားတဲ့ပုဂ္ဂိုလ်ဖြစ်လာခုနကအတိစ္ဆာတလို့ခေါ်ရမယ်ကြီးပွားတိုးတက်မှုမိဘတဲ့ပိုလွန်ပြီးတော့စီးပွားရှာနိုင်တဲ့သားသမီးတို့ဒီလိုပြောအဲ့တော့လောကမှာကြီးပွားမှုနဲ့ဆိုးရုံမှုသူကလိုလားမှာမလိုလားတဲ့ကြီးပွားမှုကိုပဲလိုလားကြဖြစ်တယ်ပေါ့ဒါကြောင့်မို့ကြီးပွားအောင်လုပ်ဖို့လိုအပ်တယ်ပေါ့ပညာရေးနဲ့ပတ်သက်လာလို့ရှိရင်မိဘတွေကမူလတန်းအဆင့်လက်တန်းအဆင့်ထက်တန်းအဆင့်တက္ကသိုလ်ဘွဲရမရှိဘူးဆိုရင်သာသမီလက်ထက်ကြတော့တက္ကသိုလ်ဘွဲရတွေထီအောင်ရှိလာတယ်ဒါပညာရေးဘက်ကတိုးတက်မှုလို့ပြောအောင်ပဲမိဘတို့ကတော့ဘွဲတွေဒီဂရီတွေရပြီးသာသမီကြတော့ဘာဘွဲမှမရဘူးဆိုရင်ဆိုးရုံမှုလို့ခေါ်တယ်မိဘကလည်းဘွဲရတယ်သာသမီကလည်းဘွဲရတယ်ဆိုရင်ခြေရာနင်းတဲ့သာသမီလို့ဒီလိုပြောဒါကမြတ်စွာဘုရားခွဲခြားပြီးတော့ဟောထားတဲ့သား၃မျိုးနဲ့ပတ်သက်ပြီးတော့တွေ့တော်ဆင်ခြင်ပွဲကိုပြောပြနော်မြတ်စွာဘုရားကတော့ဓမ္မရှုထောင့်ကပဲပြောတယ်မိဘကတရဏဂုံသီလစောင့်တည်တယ်ကိုချင်းတရားကောင်းတယ်သားသမီးကတရဏဂုံသီလကင်းမဲ့တယ်ကိုချင်းတရားမကောင်းဘူးဆိုရင်အဝစာတယုံညံ့တယ်ယုံညံ့ပြီးတော့ဝိဖွာလာတဲ့သားသမီးလို့ပြောမိဘကကိုချင်းတရားကောင်းတယ်တရဏဂုံသီလစောင့်တည်သားသမီးကလည်းမိဘအတိုင်းပဲလိုက်ပြီးကိုချင်းတရားကောင်းတယ်တရဏဂုံသီလစောင့်တည်အနုစာတမိဘနဲ့လိုက်လျောညီတွေရှိတယ်ဟောမိဘခြေရာနင်းနိုင်တဲ့သားသမီးမိဘကတော့တရဏဂုံသီလမရှိဘူးကိုချင်းတရားလည်းတလောက်မကောင်းဘူးသားသမီးကြတော့လိမ်မာလိုက်တာကိုချင်းတရားတွေကောင်းရုံနဲ့မကဘူးဓမ္မနဲ့ပတ်သက်တယ်စွမ်းစမ်းတမန်ဆောင်ရွက်နိုင်တဲ့အသိပညာတွေထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ဆိုဒီသားသမီးဟာချီးမွမ်းပွဲအတိစာတလို့ဒီလိုခေါ်ရတာပေါ့နော်ဒါကြောင့်မို့လို့အတိစာတသားတွေအတိစာတသမီးတွေဖြစ်ဖို့လိုတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကသုဒ္ဓနိဗ္ဗာန်မှာပုဒ္ဒသုတ်ဆိုတာဟောထားတာရှိတယ်အတိစာတံအနုစာတံပုဒ္ဓမိစ္ဆန္တိပန္တိတစဉ်းစားဉာဏ်ရှိတဲ့မိဘတွေဟာဘယ်လိုသားသမီးမျိုးကိုလိုချင်ကြတာတော့လို့ဆိုလို့ရှိရင်အတိစာတတဲ့ကိုယ့်တဲ့တာရှင်တာပါစေမိဘကသားသမီးကငါတဲ့တာသွားလို့မနာလို့ဖြစ်တယ်ဆိုတာမရှိပါဘူးเนาะမနာလို့တာမရှိဘူးကိုယ့်ရဲ့ပူချမ်းသာသွားလဲဝမ်းသာမှာပဲကိုယ့်ရဲ့ပူခြင်းကောင်းသားဝမ်းသာတဲ့เนาะကိုယ့်ရဲ့ပညာတွေပူတတ်လဲဝမ်းသာတာမိဘဒါကြောင့်မို့လို့မိဘတွေဟာအတိစာတကိုယ့်ရဲ့အည်ချင်းသာသွားတဲ့သားသမီးမျိုးကိုလိုလားကြတယ်တဲ့အနုစာတအ ਨੇ ဆုံးတော့ကိုယ့်ချေရနင်းမဲ့သားသမီးကိုမျှော်လင့်ကြတယ်ဟောအဝါစာတနာအိသန္တိအဝါစာတလို့ခေါ်တဲ့ကိုယ့်ရဲ့အောက်တန်းကျသွားတဲ့သားသမီးမျိုးဘယ်မိဘကမှမလိုလားဘူးအဲ့ဒီလိုသားသမီးမျိုးဟာယောဟောတိကုလခန္ဒနောအမျိုးဖြစ်တဲ့သားသမီးလို့ပြောကုလခန္ဒနာမျိုးဖြည့်ဆည်းပြလိုက်တယ်အဖေချေရမမီဘူးအမေချေရမမီဘူးဒါမျိုးတွေလည်းလောကကြီးမှာရှိတာပဲဘုရားဟောတဲ့တရားလောကမှာရှိတာတွေကိုဟောတာနော်အဲ့ဒါလိုမိဘရဲ့ခြေရမမီပဲနဲ့ယုံညံ့သွားတဲ့သာသမီမျိုးတွေဘယ်သူမှမလိုချင်ဘူးဒါကြောင့်မို့လို့မိဘတွေရဲ့မျှော်လင့်ချက်တွေကဘယ်လိုမျှော်လင့်နေအောင်လို့ဆိုဒါမိဘရဲ့မျှော်လင့်ချက်တွေမိဘရဲ့မျှော်လင့်ချက်တွေကဘာတော့
မွေခံတိုက်စေဆိုသူ့အမွေကိုခံစေခြင်းတယ်နော်မွေခံတိုက်တဲ့အကျင့်ရှိရကျွေးမွေးမပြတ်ဆောင်ရွက်စီမံမွေခံတိုက်စေလူမြဝေ၍စောင့်လေမျိုးနွယ်နောက်ဆုံးကြတော့မိဘကကိုယ်ချေကိုယ်လက်ရကိုယ်ချေရလက်ရမပြတ်အောင်သားသမီးကထိမ့်သိမ်းဆောက်ရှောက်သွားမှကိုအမြဲတမ်းမျှော်လင့်ထားတယ်တို့ရှာထားတဲ့ပစ္စည်းတွေတို့ဆောက်ထားတဲ့ကြောင်းကံဖရာတွေတို့လှုပ်သွားတဲ့အလုပ်တွေငါတို့သားသမီးကဆက်ခံပြီးတော့တည်ထအောင်လုပ်လိမ့်မယ်လို့မိဘတွေမှာမျှော်လင့်နေတို့ရဲ့အမျိုးဆောင်းလျှောက်သွားလိမ့်မယ်လို့ဒီလိုမျှော်လင့်အဲ့ဒီမျှော်လင့်ချက်ကိုပဲသားသမီးတွေကလိုက်နာတာဒါသားသမီးတွေရဲ့ဝတ္တရားလို့ပြောတာနော်သားသမီးတွေရဲ့ဝတ္တရားအနေနဲ့ဝတ္တရားတိုင်းဆောင်ရွက်တဲ့သားသမီးမျိုးတွေဟာအဓမ္မအရေးကြီးတယ်သားကောင်းသမီးကောင်းဖြစ်ဖို့လူတိုင်းဟာကြိုးစားကြရမှာဖြစ်တယ်မိဘဆိုဒီမှာသားသမီးပေါ်မှာဘဟုပကာရကျေးဇူးများတယ်ဆိုတာဟုတ်တယ်ဘာကြောင့်ကျေးဇူးများတာတော့လူလောကရောက်လာတဲ့ပုဂ္ဂိုလ်တွေဟာမိဘကျေးဇူးမကင်းမဲ့နဲ့လူလောကရောက်လာတာအကြည့်ပဲကောနောက်ဆုံးမှာအပါရကပောတကမြတ်စွာဘုရားထောက်ပြတဲ့ထဲမှာမိဘကငယ်စဉ်ကနေဆောင်းရှောက်လာခဲ့တယ်ဆိုတာကျေးဇူးပြုတယ်ပောတကကျွေးမွေးလာခဲ့တယ်ဆိုတဲ့ကျေးဇူးတရားတွေရှိတယ်အဲ့ဒီကျေးဇူးနှစ်ခုတည်းပို့ပြီးတော့ကြီးမားတဲ့ကျေးဇူးကဘာတော့ဆိုဣမတ္တလောကတ္တဓာတိတာရောဒီလောကကြီးကိုပြသတဲ့ကျေးဇူးဆိုလိုတာကဒီလောကကြီးတွေကိုဘယ်သူခေါ်လာတာတော့ဆိုမိဘခေါ်လာတာလို့ပြောမိဘကခေါ်လာတာမခေါ်ရင်ရောက်ပါမလားဒီတိုင်းပဲကျေးဇူးကံတဲ့သားသမီးတွေကသူ့ဟာသူအဟွာပြုတ်ပြီးငါမွေးတာလို့ဒီလိုအောက်မေ့တာပြောကြသေးတာနော်တကယ်ကတော့မိဘကငယ်စဉ်တောင်ကြီးဒီတရေတည်တဲ့အချိန်မှာဒီကနေ့ခေတ်မှာဆိုလို့ရှိရင်မိမိစီမလာဖို့ရတားနေကြတာလေးတောင်ရှိသေးတာပဲလေလောကကြီးတဲ့အလားမခံတဲ့မိဘတွေရှိတယ်အလားမခံတဲ့မိဘတွေကြလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာလူဘဝရောက်နိုင်မှာမလားရောက်နိုင်ဘူးဣမတ္တလောကတ္တဓာတိတာရောဒီလောကကြီးကိုပြတာမိဘပြလူလောကရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာမိဘရဲ့ခြေစွတရားကိုဘယ်တော့မှမမေ့တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်။ဘာလို့တော့ဆိုဒီလောကကြီးရောက်လာတာမိဘကလက်ခံလို့ရောက်တာလေ။တချို့မိဘတွေဆိုလက်မခံဘူးမလာဖို့ရာတားတယ်လာပြန်ရင်လည်းဖြောက်ဖြက်ပစ်တယ်ဟောဒါမျိုးတွေရှိတာပဲ။အဲ့တော့လောကကြီးကိုပြတ်တယ်ဆိုတာလောကကြီးကိုလာခွင့်ပေးလိုက်တာအဲ့ဒီခြေစွဟာဘယ်တော့မှဆက်လို့မကုန်ဘူးလို့ဒီလိုပြောတာကျွေးတာပြန်ကျွေးလို့ရတယ်စောင်းရှောက်တာပြန်စောင်းရှောက်လို့ရတယ်လောကကြီးကိုခေါ်ပြီးသွင်းလာဖို့ကြတော့ကိုကနောက်မှမွေးတာမိဘကိုကိုခေါ်သွင်းလို့မရဘူးလေမိဘကသာသားသမီးကိုခေါ်လာတာဖြစ်တယ်ဒီကျေးဇူးအတွက်ဘယ်လိုမှဆက်လို့မကုန်နိုင်ဘူးလို့ပြောရမှာပဲနော်အဲ့ဒါလို့မိဘတွေရဲ့ကျေးဇူးတရားထားပြီးတော့မိမိတို့တွေဟာသားကောင်းသမီးကောင်းလူငယ်လူရွယ်တွေတာကောင်းသမီးကောင်းဖြစ်ကြိုးစားကြရအောင်အရာရာမှာမိဘတွေတဲ့တာလွန်ပြီးတော့တိုးတက်သွားအောင်လုပ်အောင်အဲ့ဒါလို့လုံးဝတိုင်းပြည်တိုးတက်တယ်လူမျိုးတိုးတက်တယ်ဆိုတာဒီလိုမှမျိုးဖြစ်တယ်လောကမှာဆွေးမှုနဲ့တိုးတက်မှုဆိုတာနှမျိုးရှိတယ်ဆွေးမှုနဲ့တိုးတက်မှုဆိုတဲ့နေရာမှာပစ္စည်းဥစ္စာဆွေးရုပ်တာပစ္စည်းဥစ္စာတိုးတက်တာခြံရံစည်းစိမ်တွေဆွေးရုပ်တာခြံရံစည်းစိမ်တွေတိုးတက်တာဆွေတွေမျိုးတွေဆုပ်ယုပ်သွားတာဆွေတွေမျိုးတွေတိုးတက်လာတာဒီလိုတိုးတက်မှုဆွေးယုပ်မှုဆိုတာလူမြင်တဲ့တိုးတက်မှုဆွေးယုပ်မှုတွေပဲမကောင်းဘူးလားကောင်းတယ်စီဝါဥစ္စာတိုးတက်လာတယ်ကောင်းတယ်စီဝါဥစ္စာဆုပ်ယုပ်သွားရင်မကောင်းဘူးနောက်တစ်ခုဆွေတွေမျိုးတွေတိုးပွားလာတယ်ကောင်းတယ်ဆွေတွေမျိုးတွေဆုပ်ယုပ်သွားရင်မကောင်းဘူးစီစိတ်ဥစ္စာခြံရံနေတိုးတက်လာတာကောင်းတယ်ဆုပ်ယုပ်သွားရင်မကောင်းဘူးသို့တော့တိုးတက်မှုတွေကိုနှိုင်းယှဉ်ပြီးတော့ကြည့်မယ်ဆိုရင်ပစ္စည်းဥစ္စာတွေတိုးတက်လာတာ
ဆွေတွေမျိုးတွေတိုးတက်လာတာခြံရံစည်းစိမ်ဥစ္စာတွေတိုးတက်လာတာဒီတက်မှုတွေကပြောပလောက်တာမဟုတ်ဘူးတဲ့ဘာနဲ့နှိုင်းရှင်ရင်မပြောပလောက်ဘူးလို့ဆိုရင်အသိပညာတိုးတက်မှုနဲ့နှိုင်းရှင်ရင်ပြောစရာမရှိဘူးတို့ပြောတာနော်အသိပညာတိုးတက်မှုဟာအရေးပါဆုံးပဲဒါကြောင့်မို့တိုးတက်မှုထဲမှာအကောင်းဆုံးဖြစ်တဲ့အသိပညာတိုးတက်မှုကြိုးစားကြအဲ့ဒီအသိပညာတိုးတက်မှုဆိုတဲ့ထဲမှာလည်းပဲလိမ္မာယဉ်ကျေးမှုကိုချင်းတရားနဲ့ပတ်သက်တဲ့တိုးတက်မှုကိုချင်းတရားနဲ့ပတ်သက်တဲ့တိုးတက်မှုအသိပညာနဲ့ပတ်သက်တဲ့တိုးတက်မှုဒီတိုးတက်မှုတွေဟာလောကမှာအကောင်းဆုံးတိုးတက်မှုတွေတခြားဟာတွေဆုပ်ယုပ်သွားခြင်းဆုပ်ယုပ်ပါစေမတတ်နိုင်ဘူးကိုချင်းတရားနဲ့အသိပညာမဆုပ်ယုပ်အောင်ကြိုးစားဖို့လိုတယ်ကိုချင်းတရားဘယ်တော့မှမပြည့်စုံရဘူးကိုလူမျိုးရဲ့ဓလေ့ထုံးတမ်းဆက်လာကိုဘယ်တော့မှမစွန့်လောကမှာဏိတိကျမ်းတွေကပြောတယ်ရှင်နေဆိုတာစားစရာမရှိလို့ရှိရင်တော့မြက်စားမှာမဟုတ်ဘူးတဲ့စားစရာအသားရှိမှမြက်တော့မစားဘူးအသေးပဲခံမှာအဲ့ဒါလိုပဲကိုယ်အမျိုးရဲ့ဂုဏ်သိက္ခာကိုယ့်ရဲ့ဂုဏ်သိက္ခာကိုချင်းတရားကိုစွန့်လွတ်ပြီးတော့အသိပညာတွေကိုချင်းတရားတွေအပြည့်ခံပြီးတော့တခြားဟာကိုရအောင်မယူဘူးလို့ဒီလိုဆိုလောကမှာအလွန်မှုကြိုင်တယ်လို့တမိုးထားပြီးတော့ပြောရတဲ့ပါဠိလိုသူမနာမြန်မာလိုမြတ်လေးဆိုတဲ့ပန်းရှိတယ်မြတ်လေးပန်းဆိုတာမြင်မှုကြပါလိမ့်မယ်အပွင့်အနေနဲ့ကတော့အလွန်လှပတယ်လို့တော့ပြောလို့မရဘူးနွယ်ပင်တစ်ပင်ကနေပြီးတော့ပွင့်လာတဲ့ပန်းကလေးတွေဒါပေမဲ့သူတို့ရဲ့ထူးခြားချက်ကဘာတော့စပယ်ပန်းတို့ဇွန်ပန်းတို့နဲ့မတူဘူးမြတ်လေးပန်းရဲ့မှုကြိုင်မှုဟာအလွန်နှစ်သက်စရာကောင်းအဲ့ဒီမြတ်လေးပန်းသည်လူတွေရဲ့ခေါင်းပေါ်ရောက်ရင်ရောက်မရောက်ရင်အပင်မှာပဲအချောက်ခံတယ်တဲ့မကြွေဘူးလေဒါကြောင့်မလို့အပင်မှာပဲအချောက်ခံတယ်အောက်ကြွေမကြဘူးလို့ဒီလိုဆိုတယ်မြတ်လေးပန်းလည်း2မျိုးရှိတယ်ဆိုတာသေချာလေးလာကြည့်ကြွေတဲ့မြတ်လေးပန်းရှိတယ်မကြွေတဲ့မြတ်လေးပန်းရှိတယ်ဒါမကြွေတဲ့မြတ်လေးပန်းကိုပြောတာနော်မကြွေဘူးပင်မှာပဲခြောက်သွားတယ်ခူးတဲ့လူခေါင်းပန်တဲ့လူမရှိဘူးဆိုလို့ရှိရင်အဲ့ဒီမြတ်လေးပန်းဟာပင်မှာပဲခြောက်အဲ့ဒါလိုပဲကိုတခြားအရာတွေအတွက်ကိုချင်းသီလကိုဆွန့်လွတ်တာမျိုးကောင်းမြတ်တဲ့အနေအထားမျိုးရောက်ဖို့အတွက်ကိုချင်းတရားကိုဆွန့်လွတ်တာမျိုးတို့ဒါမျိုးတွေဟာမလုပ်အောင်ဘူးလို့ဒီလိုဆိုလို့တယ်နော်လူကောင်းပေါ်မရောက်ရရင်အပင်မှာပဲအချောက်ခံတယ်လို့ပဲကိုချင်းတရားပြည့်ရမယ့်ကိစ္စမျိုးဆိုရင်အသက်ပဲသိပါစေအပြည့်မခံဘူးဆိုတဲ့စိတ်ဓာတ်မျိုးမွေးဖို့လိုတယ်လို့ပြောတာကိုချင်းတရားကောင်းဖို့အမြဲတမ်းအရေးကြီးတယ်ဒီလိုဆိုတာဒါကြောင့်အတိစ္ဆာတသားကောင်းသမီးကောင်းဆိုဒီမှာကိုချင်းတရားကောင်းတယ်အသိပညာတာလွန်လာတယ်ကြီးပွားတိုးတက်မှုတွေရှိလာတယ်ဆိုတာတွေဟာအတိစ္ဆာတထဲမှာစီးပွားဥစ္စာတိုးတက်ယုံနဲ့စီးပွားဥစ္စာတိုးတက်ယုံနဲ့အတိစ္ဆာတလို့ပြီးဝမခေါ်နိုင်သေးဘူးကိုချင်းတရားကောင်းမယ်အသိပညာဘက်ကဆင့်မြင့်မယ်ဆိုမှအတိစ္ဆာတသားလို့ဒီလိုခေါ်ရမှာနော်အရေးကြီးတဲ့အနှစ်သာရနဲ့မြတ်စွာဘုရားကဆုံးမဟောကြားတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒါအရေးကြီးတဲ့ဟာရေးကြီးတယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမကိုလေ့လာကြတဲ့ဘုရားဘာသာဝင်သူတော်စင်တို့ဖြစ်သည့်အားလျော်စွာကြိုးစားအားထုတ်ကြမြတ်စွာဘုရားဟောတဲ့အခုဒေသနာတစ်ပုဒ်ကိုနိုင်မှတ်သားထားကြပြီမြတ်စွာဘုရားက
သုတ္တနိဗ္ဗာန်ပါဠိတော်မှာဟောထားတာအတိစာတံအနုစာတံပုဒ္ဓမိစ္ဆန္တိပဏိတာစဉ်းစားဉာဏ်ရှိတဲ့မိဘတွေဟာအတိစာတဆိုတဲ့မိမိတို့ရဲ့တာတဲ့သားမျိုးလိုချင်တယ်သားသမီးမျိုးလိုချင်တယ်အနုစာတဆိုတဲ့အ ਨੇ ဆုံးမိမိတို့ခြေရနည်းမဲ့သားသမီးမျိုးလိုချင်တယ်အဝဇာတံနဣစ္ဆန္တိယောဟောတိကုလဝတ္တနအမျိုးဖြစ်မဲ့ရုပ်ညံ့တဲ့သားသမီးမျိုးဘယ်တော့မှမလိုချင်ဘူးတဲ့ဒါမိဘတွေရဲ့ဆန္ဒပြောနော်အဲဒီမှာတိသတဆိုတာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဘာဟောတော့ဣတိခောပုတ္တလောကသမိန်ယေဘဝန္တိဥပဒကတကယ်အတိသတသာသမီမျိုးဖြစ်ဖို့ဘာတွေလိုအပ်တာတော့တတ္ထာတိလေနတမ္ပန္နာတတ္ထာယုံကြည်မှုဆိုတဲ့တရားဆွမ်းအားရှိရဒီနေရာမှာလူတွေပြောနေကြတယ်ယုံကြည်မှုတရားတရားကောင်းတယ်တရားတရားကောင်းတယ်လူရတဏ္ဍာကိုကြည့်ပြီးလူတွေကတရားကောင်းတယ်နဲ့ပြောကြတယ်တရားကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့တတ္ထာရှိတဲ့ပုဂ္ဂိုလ်ရဲ့သွင်မြင်လက္ခဏာ၃မျိုးဆိုတာမှတ်ထားတဲ့တရားတရားကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဒသနကာမောတိလဝတ္တံကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်လူပုဂ္ဂိုလ်မြတ်တွေကိုဖူးခြင်းနဲ့တွေ့ခြင်းနဲ့ဟောတာသူ့ရဲ့လက္ခဏာတရားတရားကောင်းမကောင်းစမ်းကြည့်တရားတရားကောင်းပြီဆိုလို့ရှိရင်ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့ခြင်းနဲ့ပေါင်းသင်းဆက်ဆံခြင်းတတ္တမံသောတုမိစ္ဆတိဘုရားမြတ်စွာဟောကြားတဲ့တကယ်ကိုအနှစ်သာရပြည့်တဲ့သူတော်ကောင်းတရားကိုနာခြင်းနဲ့မှတ်သားခြင်းနဲ့လေ့လာခြင်းနဲ့ကြည့်ရှုခြင်းနဲ့ဝိနည်းမစ္စေရမလံကိုတယောက်တည်းသာသုံးမယ်ကိုအတွက်ပဲအတွက်မစင်စားဘူးဘသူသေးသေးငတိမာယောဆိုတဲ့စိတ်ဓာတ်မျိုးဖြစ်တဲ့မစ္စရိယမျိုးဘယ်တော့မှမထားဘူးရေရောတယ်အလုံးအတွက်နော်ရေရောရှိတယ်အလုံးနဲ့မြတ်တာတယ်မြတ်တာတဲ့စိတ်ဓာတ်ရှိတယ်အဲ့ဒီလိုစိတ်ဓာတ်မျိုးဒီလိုအတွေးမျိုးရှိတဲ့ပုဂ္ဂိုလ်မျိုးကိုပဝေတတ္ထောတိဟောစတိတရားတရားရှိတဲ့ပုဂ္ဂိုလ်အစစ်ဖဲလို့ပြောတဲ့နဲ့ဟောတရားတရားရှိပြီဆိုရင်ဒီလားရှိတဲ့ပုဂ္ဂိုလ်တွေကိုဖူးမြင်လို့တယ်သူတော်ကောင်းတရားကိုကြားနာလို့တယ်မစ္စရိယဆိုတဲ့ငါးသာကြီးပွားခြင်းနဲ့ဆိုတဲ့ငါးသာအခွင့်အရေးရခြင်းနဲ့ဆိုတဲ့အတွေးမျိုးတွေဖယ်ရှားအဲ့ဒီပုဂ္ဂိုလ်မျိုးကိုတရားတရားရှိသူလို့ဒီလိုခေါ်တာနော်မြန်မာလိုပြန်တဲ့အခါမှာတတ္ထယုံကြည်တယ်ဆိုတာတခြားဘာသာတွေရောသူတို့ကိုးကွယ်တဲ့ဟာတွေမယုံကြည်ဘူးလားလို့ယုံကြည်တာပဲဒါဖြင့်ဗုဒ္ဓဘာသာကယုံကြည်တာနဲ့သူတို့ယုံကြည်တာနဲ့ဘာထူးလဲမေးဖို့ရှိတယ်ထူးတယ်တခြားဘာသာဝင်တွေယုံကြည်တာသေချာလေးလာကြည့်သူတို့ယုံကြည်တာဖန်ဆင်းရှင်ရဲ့တကူကိုယုံကြည်တာအနန္တတကူကိုယုံကြည်တာဘုရားသခင်ကအရာခတ်သိမ်းကိုဖန်ဆင်းတယ်ဘုရားသခင်ရဲ့အစွမ်းတကူနဲ့ကဘာကြီးကိုဖန်ဆင်းတယ်တို့လည်းဖန်ဆင်းထားတယ်အလုံးဟာလောကကြီးမှာတွေ့ရကြုံရတာမှန်သမျှဘုရားသခင်ရဲ့ကျေးဇူးပဲလို့အစွမ်းတကူကိုယုံကြည်တာတခြားဘာသာတွေကဘယ်ဘာသာဖြစ်သေချာကြည့်အစွမ်းတကူပဲယုံကြည်ဒါဖြင့်ဗုဒ္ဓဘာသာတွေရောဘုံတော်နန္ဒကံတော်နန္ဒဉာဏ်တော်နန္ဒနဲ့ဆိုပြီးတော့လူတွေကဘုရားရှိခိုးနေကြအဲ့ဒီလိုဘုံတော်ကံတော်တွေကိုယုံကြည်တာလားလို့ဆိုဘယ်ဟုတ်လဲတကယ်ယုံကြည်တာကမြတ်စွာဘုရားရဲ့အာဘောကအတိုင်းပြောမယ်ဆိုကတိသဘိက္ခွေဝုစတိတတ္တောတရားတရားရှိတယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးခေါ်တာလဲဆိုတော့မြတ်စွာဘုရားရှင်းပြတတ္ထေတိဘောတထာဂတတဘောတေဣတိပိသောဘဂဝါရဟံသမ္မာသမ္ဗုဒ္ဓောသာဘုရားဘာသာတွေယုံကြည်တာဟာမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အရည်အချင်းတွေကိုယုံကြည်တယ်ဒီလိုဆိုလိုတာနော်
ဘုံတော်နန္ဒကန္နောနန္ဒဆိုတာဘုရားကိုချီးမွမ်းထောမနာတာဖြစ်တယ်တရားဆိုတာနဲ့ယုံကြည်တာကတတ္တဟတိတထာဂတဘောဓိတထာဂတမြတ်စွာဘုရားရဲ့ဘောဓိသဗ္ဗညုတဉာဏ်တော်ကြီးကိုသို့မဟုတ်ရတ္တမက်ဉာဏ်တော်ကြီးကိုတတ္တဟတိယုံကြည်တယ်ဒီလိုဉာဏ်တော်ကြီးရှိတဲ့ပုဂ္ဂိုလ်ဟာအရဟံမကောင်းတာတွေအလုံးဖြတ်စည်းပြီးဖြစ်တယ်စိတ်ကြွယ်ရတောင်မကောင်းတာမလုပ်ဘူးသမ္မာသမ္ဗုဒ္ဓသိเสียရှိတာသူကိုယ်တိုင်အကုန်သိပြီးသားဖြစ်တယ်ဝိဇ္ဇာစရဏတမ္မနောအကျင့်လဲကောင်းတယ်အသိဉာဏ်လည်းရှိတယ်အကျင့်လည်းကောင်းတယ်သူကတော့အောင်မြင်ပေါက်ရောက်ပြီးသူဖြစ်တယ်သို့မဟုတ်ကောင်းမြတ်တဲ့စကားနှမျိုးကိုသာပြောတယ်မှန်လဲမှန်ရမယ်ကျိုးလည်းရှိမယ်ဆိုတဲ့စကားမျိုးကိုသာပြောတယ်လောကဝိတုလောကကြီးအကြောင်းကောင်းကောင်းသိတယ်သိသည့်အတွက်ကြောင့်အနုတ္တရောပုရိသဓမ္မတာရတိတရားတွေကိုဆုံးမသွန်သင်တဲ့နေရာမှာတော့အကောင်းဆုံးထူးခြားဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်မို့တတ္ထာတွေဝမနုဿနံတရားအားလုံးလူရောနတ်ရောတို့ဆရာကြီးတဆူဖြစ်တယ်လူတွေနတ်တွေရဲ့ဥဆောင်ဆရာဖြစ်တယ်ဘုရားတခြားပုဂ္ဂိုလ်တွေသိရှိနားလည်နိုင်အောင်ဟောပြောနိုင်စွမ်းရှိတယ်ဘဂဝါအမှန်တမ်းချက်တည်ရှိတဲ့ပုဂ္ဂိုလ်မျိုးကြီးဖြစ်တယ်လို့ဒီလိုဂုဏ်တော်၉ပါးနဲ့မြတ်စွာဘုရားရဲ့အစီအချင်းတွေကိုယုံကြည်တာဒါဗုဒ္ဓဘာသာရဲ့ယုံကြည်မှုလို့ဒီလိုပြောတော့ဒါရောရောင်ပြီးသူများယုံတယ်လို့ယုံတာမျိုးမဟုတ်ဘူးเนาะကိုကဘာယုံရမှာလဲဆိုတာမေးလို့ရှိရင်မြတ်စွာဘုရားအသိဉာဏ်ကိုယုံတယ်လို့ဒီလိုပဲမှတ်ရဒါဖြင့်တကူယုံတာနဲ့အသိဉာဏ်ယုံတာဘာကွာလဲတေချာစဉ်းစားကြည့်တော့တကူယုံတယ်ဆိုတဲ့ပုဂ္ဂိုလ်ဒီအဲ့ဒီတကူကကိုယ့်ပေါ်မှာကောင်းကျိုးချမ်းသာပြုလာဖို့တကူရှင်ကိုအမြဲတမ်းချော့မော့ပြီးပေါင်းသင်းဆက်ထားမှာပဲတကူရှင်ကကိုယ့်ပေါ်မှာဖေးပါပေးတာပဲကြိုက်တယ်တကူရှင်ကငါဘယ်တော့မှမလဲတကူရှင်ရဲ့အလိုတိုင်းငါနေမယ်ဒါမှငါပေါ်မှာမလိုက်မယ်ဆိုတဲ့အတွေ့ပဲရှိမှာပဲပေါ့အသိဉာဏ်ယုံတယ်ဆိုတဲ့ပုဂ္ဂိုလ်ကြတော့ခုနလိုသူများအားကိုးတဲ့စိတ်မရှိဘူးအသိဉာဏ်ကိုယုံတဲ့ဖြင့်အခုလိုအသိဉာဏ်အမြော်မြင်ရှိတဲ့ပုဂ္ဂိုလ်တူခေါ်တဲ့ဆုံးမစကားဟာဘယ်တော့မှမမှားဘူးဆိုတာကိုဆက်တဲ့သိလားမမှားသည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်မြတ်ကမလုပ်သင့်ဘူးဆိုတာကိုရှောင်မယ်လုပ်သင့်တာဆိုတာလုပ်မယ်မလုပ်သင့်တာကိုရှောင်မှလုပ်သင့်တာကိုလုပ်မှကောင်းကျိုးချမ်းသာဆိုတာရတယ်ပေါ့ဟောမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်မသွားဘူးလားအသိဉာဏ်ကိုယုံနေဆိုတာမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုပို့ပေးတာအတူတူပဲအဲ့ဒါလို့မဟုတ်ဘူးတကူယုံကြည်ရင်တော့ဘာတွေဖြစ်လာစွမ်းတကူယုံကြည်သည့်အတွက်ကြောင့်တကူရှင်ရဲ့အလူတော်အတိုင်းပဲသူဆန္ဒဆိုတာဘာမှရှေ့တန်းတင်လို့မရဘူးသူ့ရဲ့အသိဉာဏ်သူ့ရဲ့လုံလဝိရိယဘာမှတန်ဖိုးမရှိဘူးအသိပညာယုံကြည်တဲ့ပုဂ္ဂိုလ်ကြတော့ကိုယ်ဆန္ဒလှုပ်တင်လှုပ်ထိုက်တာကိုယ့်ကိုရွေးချယ်တယ်လှုပ်တင်တာကိုလှုပ်မယ်မလှုပ်တင်တာကိုရှောင်မယ်အသိပညာဆိုတာတန်ဖိုးရှိတယ်ကိုကြိုးစားရင်ကိုရတယ်ဆိုရယ်ဟောအတွေးတွေဝင်မလာဘူးလားဒါကြောင့်မလို့ဘုရားဘာသာတွေကမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိရအေးတလွဲလျှောက်တွေးနေရင်တော့မှန်ကန်တဲ့လမ်းကြောင်းကနေလွဲသွားနိုင်သေးတယ်ဘုရားဘာသာတွေယုံကြည်တယ်ဆိုတာဘာကိုယုံကြည်ရမှာတော့ဆိုမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်ရမှာအသိဉာဏ်ကိုယုံကြည်လို့ကြည့်မြတ်စွာဘုရားကဆုံးမဟောကြားတဲ့တရားတွေဟာသောခါတောဘဂဝတာဓမ္မောမမှန်ကန်ကန်ဟောထားတာဖြစ်တယ်ဘယ်တော့မှမလွဲမှားဘူးဟောတာအရေးကြီးဆုံးအချက်ပဲကိုပြောတဲ့စကားလွဲမှားသွားရင်လိုက်နာတဲ့ပုဂ္ဂိုလ်တွေမလွဲပေဘူးလားကိုကလမ်းညွှန်လိုက်တာတောင်းသွားရမှာကမြောက်လွဲပေဘူးလားအဲ့ဒါလိုလွဲမှားမှုတွေဟာသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကလမ်းညွှန်လိုက်ရင်လွဲမှားသွားတယ်မြတ်စွာဘုရားကတော့အဲ့လိုမဟုတ်ဘူးသွားခါတော့မမှန်ကန်ကန်ထုတ်ဖို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်အလွဲမှားမရှိဘူးဒါဖြင့်အလွဲမှားမရှိတိုင်းဟိုသိခွင့်ရတာမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့တရားကြတော့တန်ဋိဋ္ဌိကောကိုယ်တိုင်လည်းသိခွင့်ရတယ်ဘလောက်ကျင့်တတ်ဆရာကောင်းကိုယ်တိုင်သိခွင့်ရတယ်
ကောင်းကင်ဘုံကတကိုးရှင်ကိုယ်တိုင်သိလို့ရဘူးနော်သူလည်းမမြင်ဘူးကိုယ်လည်းမမြင်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကဟောတဲ့တရားတွေထဲမှာရှိတယ်တကယ်ကတော့ကောင်းကင်ဘုံကတကိုးရှင်ဆိုတာဗြဟ္မာကိုပြောတာမူလဗုဒ္ဓတခြားနာမည်တွေပြောခြင်းပြောလိမ့်မယ်ဗြဟ္မာကိုဆိုလိုတယ်ဗြဟ္မာကြီးကလောကကြီးကိုသူဖန်ဆင်းတယ်လို့သူကိုယ်တိုင်ကလည်းယုံကြည်တယ်လူသားတွေကလည်းဒီလိုပဲလိုက်ပြီးတော့ယုံကြည်ကြတယ်ဒါမို့လို့ဖန်ဆင်းရှင်ဝါဒကလောကမှာပေါ်လာတာဖြစ်တယ်မြတ်စွာဘုရားသုတ်တန်တစ်ခုမှာဟောထားတယ်ဗြဟ္မဏတွေဗြဟ္မာကိုယုံကြည်ကိုးကွယ်နေတဲ့ဗြဟ္မဏတွေနဲ့ပတ်သက်ပြီးတော့မင်းတို့ဗြဟ္မာမြင်ဘူးလားမမြင်ဘူးဒါဖြင့်မင်းတို့ဆရာတွေရောမြင်ဘူးလားမင်းတို့ဆရာတွေရောမြင်ဘူးလားမမြင်ဘူးဘေရင်ကျမ်းတွေကိုရေးလာတဲ့ယသိရှိဥကရောဗြဟ္မာကြီးမြင်ဘူးလားဆိုမမြင်ဘူးဆိုမြတ်စွာဘုရားကဟောတယ်မင်းတို့ဒါဆိုရင်အကန်းကဥဆောင်ပြီးနောက်ကလိုက်တဲ့လူတွေလည်းအကန်းတွေပဲ blind lead blind လို့ဒီလိုပြောတာနော်ရှေ့ကသွားတဲ့လူကလမ်းပြတဲ့လူကလည်းမျက်စိမမြင်ဘူးနောက်ကသူ့နောက်ကလိုက်တဲ့လူတွေကလည်းတယောက်မှမမြင်ဘူးဆိုတော့မမြင်သူကိုမမြင်သူတွေကမမြင်သူကနေမမြင်သူတွေကိုလမ်းပြနေတာဒီလိုအိဗယ်မျိုးရောက်သွားတာပေါ့မြတ်စွာဘုရားကတော့ဒီလိုမဟုတ်ဘူးငါကိုယ်တိုင်ဗြဟ္မာဆိုတာမြင်တယ်မြင်ဘူးတယ်မြင်မှုယုံနေမကဘူးသူဘာကြောင့်ဗြဟ္မာပြေရောက်တယ်ဆိုတဲ့ဗြဟ္မာပြေရောက်ကြောင်းအကျင့်တရားကိုလည်းငါဟောနိုင်တယ်ဟောဘာကြောင့်ဗြဟ္မာပြေကိုရောက်နိုင်တယ်ဆိုတဲ့ကိုကျင့်တရားကိုလည်းဟောနိုင်တယ်အဲ့တော့မြတ်စွာဘုရားရဲ့အသိဉာဏ်ဟာဗြဟ္မာကိုမြင်ယုံမြတ်မကဗြဟ္မာပြေရောက်ကြောင်းတရားကိုပါလဲဟောနိုင်တယ်လို့ဆိုတော့ပြည့်စုံတဲ့အသိဉာဏ်ခေါ်တာပေါ့ဒါကြောင့်ဘုရားဗုဒ္ဓဝါဒဝင်နေဟာသူများယောင်တာမျိုးမယောင်လေနဲ့ဘုရားဘာသာရဲ့ယုံကြည်မှုသည်အနန္တတကုယုံကြည်တာမဟုတ်ဘူးဖရာရဲ့အသိဉာဏ်ကိုယုံကြည်တယ်ဒီလိုမှတ်အသိဉာဏ်နဲ့ရှိတဲ့ဟောထားတဲ့တရားတန်ဋိဋ္ဌိကိုကိုယ်တိုင်လည်းမြင်လို့ရတယ်ကိုယ်တိုင်မြင်ပြီးတော့ဒီကိုယ်တိုင်မြင်နိုင်ပြီဆိုတော့ဘယ်တော့မြင်ရမှာတော့ဆိုရင်အကာလိကောအခုလို့ခုမြင်လို့ရတယ်လေခုလို့ခုမြင်လို့ရတယ်ဒီလိုဆိုတော့ပေါ့တကယ်အစစ်မြင့်တဲ့တရားကြတော့ဘာဖြစ်တကယ်အစစ်မြင့်တဲ့တရားကြတော့အစစ်မြင့်တဲ့ပညာနဲ့မှမြင်နိုင်တာဖြစ်တော့ကြောင့်ပစ္စတံဝေရိတဘောဝိညုဟိမြတ်စွာဘုရားဟောထားတဲ့တရားကိုလက်တွေ့သိရှိခံစားနိုင်တာကတော့ပညာရှိမှပညာမရှိရင်တော့အစစ်မမိသေးရင်မရသေးဘူးပေါ့အစစ်မမိသေးဘူးဆိုတာပညာရဲ့စွမ်းဆောင်မှုထီရောက်မှုဆိုတာရှိသေးတယ်လေလက်မမီတဲ့အကြောင်းအရာတစ်ခုကိုလက်မမီတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အသိဉာဏ်နဲ့သိနိုင်မှာမလားဆိုပါစို့ဆေးပညာသင်ထားတာပုဂ္ဂိုလ်မဟုတ်လို့ရှိရင်ဒီအနာတမီတို့လိုခန္ဓာဗေဒတွေအကြောင်းသင်ထားတာမဟုတ်ဘူးဆေးပညာအကြောင်းသင်ထားတာမဟုတ်ဘူးဆိုတဲ့တာမန်ပုဂ္ဂိုလ်တယောက်ကဆရာဝန်လို့သိပါမလားမသိဘူးပညာသူ့ပညာနဲ့သူသွားတာဟောအဲ့တော့ရှိရတဲ့နဲ့မသိတာလားမရှိလို့မသိတာလားလို့မေးရင်ဘယ်လိုပြောရှိရတဲ့နဲ့မသိတာလေပညာအစစ်မမိသေးဘူးလို့ဆိုလို့တယ်မိလို့ရှိရင်တော့သိလာမှာပေါ့မိအောင်ကြိုးစားကြရမှာဒါကိုဆိုလို့တယ်ပစ္စတံဝေရိတဘောဝိညုဟိမြတ်စွာဘုရားဟောထားတဲ့တရားဓမ္မအစစ်မြင့်တဲ့မဖို့နိဗ္ဗာန်ဆိုတာကြတော့တကယ်အသိပညာထက်မြက်တဲ့ပုဂ္ဂိုလ်တွေသာတွေးရှိခံစားနိုင်တယ်လို့ဒီလိုဆိုအဲ့တော့အင်တာမလက်တွေ့ကြတယ်ပေါ့မြတ်စွာဘုရားဒါကြောင့်မို့မြတ်စွာဘုရားကအရေးချင်းတစ်ခုကိုဖော်ပြတဲ့အခါမှာတတ္တာတဲ့ယုံကြည်မှုရှိရမယ်ယုံကြည်မှုဆိုဒီမှာမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တယ်မြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံလိုက်ပြီးဆိုလိုက်ကြတဲ့ကမြတ်စွာဘုရားဟောထားတဲ့အတိုင်းကုသိုလ်ကံဟာကောင်းကျိုးချမ်းသာကိုပေးတယ်အကုသိုလ်ကံဟာမကောင်းတဲ့အကျိုးကိုပေးတယ်ကုသိုလ်ကံဆိုတာရှိတယ်ကုသိုလ်ကံရဲ့အကျိုးရှိတယ်အကုသိုလ်ကံဆိုတာရှိတယ်အကုသိုလ်ကံရဲ့ရှိတယ်ကိုလုံးသမျှကိုနဲ့သာသက်ဆိုင်တဲ့ကမ္မဒါယဒကမ္မတက္ကဆိုတာတွေဒါတွေပါလက်ခံပြီးသားဖြစ်သွားတယ်ဟုတ်ကဲ့လားအသိဉာဏ်ကိုယုံကြည်လိုက်တာနဲ့မြတ်စွာဘုရားဟောတာမှန်သမျှလက်ခံပြီးသားဖြစ်ဒါကိုတတ္တဟာယုံကြည်မှုဆိုတာဒီလိုဆိုလို့တယ်လို့ကံကံကြီးအကျိုးကိုယုံကြည်တယ်ယရဏသုံးပါးဂုဏ်ကိုယုံကြည်တယ်ဆိုတာဒီကဆက်နွယ်လာတာတွေ
အဲ့ဒါလို့တတ္တာရှိရနောက်တစ်ခုကတတ္ထာဆိုတာကုသိုလ်ရေးနဲ့ပတ်သက်ပြီးစိတ်ကြည်လင်တာစိတ်ကြည်နေတဲ့အချိန်ဟာလူဟာကုသိုလ်ကောင်းမှုလုပ်ဖြစ်တယ်စိတ်ကြည်တယ်လို့ဆိုတာစိတ်ထဲမှာအညစ်အနောက်တွေကင်းတာဘယ်လိုဟာတော့လို့ဆိုရင်ဘုန်းကြီးတို့ရဲ့စိတ်ထဲမှာစိတ်ရဲ့အညစ်ကြေးဆိုတာတွေရှိတယ်ကာမဂုဏ်အာယုန်တွေခံစားခြင်းနဲ့ဆိုပါစို့အရာစကားနဲ့ပြောမှဆိုရင်ပွဲကြည့်ခြင်းနဲ့စတေရှိုးကြည့်ခြင်းနဲ့နားထောင်ခြင်းနဲ့ဆိုအဲ့ဒီလိုဆိုရင်တရားပွဲမှာတရားနာနိုင်မှာမလားကာမိသန္တာလို့ခေါ်တယ်အပျော်ပါးပဲစိတ်ဝင်စားနေတာကာမိသန္တာ desire for sense of pleasure စိတ်ကပျော်စရာတွေပေါ်မှာပျော်ခြင်းနေတာကာမသန္တာလို့ခေါ်တယ်အဲ့ဒီလိုပျော်စရာတွေနဲ့ပျော်ခြင်းနေတာဆိုလို့ရှိရင်တရားတရားမဖြစ်နိုင်ဘူးတရားတရားကအဲ့ဒါတွေကိုညှိမ့်ပေးလိုက်တဲ့အခါကျတော့ကြည်လင်းလာတယ်ဖြာပါရစိတ်ထဲမှာအလိုမကျဖြစ်နေတာတရားရှိပြီဆိုရင်စိတ်ထဲမှာအလိုမကျတာမရှိဘူးဖိနမိတ်တာဆိုတာကုသိုလ်ရေးလုပ်ဖို့ရအတွက်စိတ်အားတက်တဲ့ရောမရှိတာစိတ်တွေတွန့်ဆုတ်တာဩရိစ္ဆာကိုဥ္စာအာယုန်တစ်ခုထဲမှာစုစည်းလို့မရဘူးစိတ်ပူတာဩရိစ္ဆာနဲ့ကိုဥ္စာဝိသိကိစ္စကောင်းတဲ့အလုံးနဲ့ပတ်သက်ပြီးတန်တရားဝင်တာအဲ့ဒါတွေဟာစိတ်ရဲ့အညစ်ကြေးလို့ခေါ်တယ်အဲ့ဒီစိတ်ရဲ့အညစ်ကြေးတွေကိုဟောဒီတရားတရားဖြစ်လာပြီဆိုရင်ဒါတွေဖယ်ရှားပလိုက်အားလုံးဒီစိတ်အညစ်ကြေးတွေဟာအနေထိုင်သွားတယ်လုံးဝဖယ်ရှားတာတော့မဟုတ်ဘူးအနေထိုင်သွားပြီအဲ့ဒါကိုဥပမာပေးထားတာစัจ जा မင်းကြီးရဲ့ပရမညာယရဏဟာရေနောက်တာကိုရေရဲ့အနေတွေကိုထိုင်သွားစေတယ်ရေနောက်နေတဲ့ရေထဲမှာပါနေတဲ့အနေတွေကိုပရမညာယရဏထည့်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီရေရဲ့အနောက်တွေဟာအောက်ထိုင်သွားတယ်အညစ်အကြေးတွေကထိုင်သွားထို့တူပဲစိတ်ထဲမှာတရားဖြစ်လိုက်တာနဲ့တပြိုင်နက်စိတ်ရဲ့အနောက်တွေခုနကနိဝရဏတွေဟာထိုင်သွားတယ်ဒီလိုပြောတာနော်ဒါထိုင်သွားပြီဆိုလို့ရှိရင်စိတ်ရဲ့အညစ်ကြေးဆိုတဲ့နိဝရဏတွေငြိမ်သွားတာနဲ့တပြိုင်နက်ဘာဖြစ်လာပညာလည်းအားကောင်းလာအသိပညာတွေစဉ်းစားဉာဏ်တွေတက်လာတယ်တက်လာသည့်အတွက်ကြောင့်မှန်မှန်ကန်ကန်စဉ်းစားလိုက်လို့တရားတရားဝင်လာပြီဆိုရင်အေးဘုရားရှိခိုးမှပဲတရားထိုင်အောင်မှပဲဘယ်နဲ့ဆုံးလောင်းမှပဲဆိုတဲ့စိတ်ကူးတွေပေါ်မလာဘူးလားဥပုသ်ဆောင်သွားအောင်မှပဲဆိုတာကောင်းတဲ့အလုပ်တွေလုပ်ဖြစ်ဖို့အတွက်တရားကရှေ့ဆောင်လမ်းပြပဲဒါကြောင့်မလို့တရားတရားဟာအမှန်တမ်းအရေးကြီးတယ်လို့ဒီလိုပြောတာနော်ဟုတ်ပြီမြတ်စွာဘုရားကအဋ္ဌိစာဒဆိုတဲ့ပါယရဏမှာရှိတဲ့ရှိတတ်တဲ့သားကောင်းသမီးကောင်းမှာရှိတဲ့ရှိတတ်တဲ့အရေးချင်းတစ်ခုဟာဒီတရားပဲတတ္ထာဆိုတဲ့ယုံကြည်မှုအဲ့ဒီယုံကြည်မှုရှိလာပြီဆိုလို့ရှိရင်ကောင်းတဲ့အလုပ်တွေလုပ်ဖို့ရလွယ်ကူသွားပြီကောင်းတဲ့အလုပ်တွေလုပ်ကြည်သွားပြီခုလိုတရားပွဲကြီးတွေကျင့်ပါတယ်ဘာအတွက်ကျင့်ပါတာလဲပျော်ဖို့လားမဟုတ်ဘူးအသိဉာဏ်ရဖို့ကျင့်ပါတာနော်အသိဉာဏ်ရခြင်းနဲ့မြတ်စွာဘုရားဟောတဲ့တရားတွေကိုမှတ်သားခြင်းနဲ့နာယူခြင်းနဲ့အသိဉာဏ်ရသိဉာဏ်ဆိုတာစောင့်နေရတာမဟုတ်ဘူးခုလို့ခုရတာနော်နောက်ဘဝကိုတွက်နေစရာမလိုဘူးဒါကြောင့်မို့ပညာဆိုတာအခုလို့ရင်အခုသင်ခုတတ်တာမျိုးဖြစ်တယ်ပေါ့အသိပညာရဖို့အတွက်တရားပွဲလုပ်ပြီးတော့ဆင်ရင်ကျင့်ပါကြတရားဆိုတဲ့ယုံကြည်ချက်အခြေခံပြီးတော့ဒီလိုလုပ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကတရားရှိလို့ရှိရင်အလုံးလမ်းပွင့်သွားတာဖြစ်တယ်ပေါ့သွားတာဖြစ်တော့ကြောင့်အေးအရေးကြီးဆုံးရည်ချင်းကုသိုလ်ကောင်းမှုတွေဖြစ်လာဖို့အတွက်တရားဟာအရေးပါတယ်ဒါကြောင့်မို့လို့လက်နဲ့ဥပမာပေးထားတယ်လမ်းမှာသို့မဟုတ်ယရနာတွေတွေ့ပြီဆိုရင်လက်မပါရင်ကောက်လို့မရဘူးလေလက်ပါတဲ့လူကမှလက်နဲ့ယရနာကိုကောက်လို့ရတာဟုတ်တရားဟာလက်နဲ့အလားတရံတူတယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားနောက်တစ်ခါတရားဆိုတာမျိုးစေ့နဲ့အလားတရံတူတယ်မျိုးစေ့လေးတစ်ခုဟာအလုံးနှစ်ခုကိုဆောင်ရွက်တယ်မျိုးစေ့လေးကိုကိုယ့်ဘာကိုစဉ်းစားကြည့်အပင်လေးတစ်ပင်မျိုးစေ့လေးတစ်ခုမြေကြီးထဲချဆိုင်လိုက်လို့ရှိရင်
အောက်ကိုအမြင့်ကလေးဆင်းသွားတယ်အပေါ်ကိုအညောင်ကလေးတက်လာတယ်ဒါမျိုးစိတ်ကလုပ်တဲ့အလုံးနှစ်ခုပဲထို့တူပဲတရားတရားဟာလည်းမျိုးစိတ်တဲ့လားတရားရှိလာပြီဆိုရင်ကိုချင်းတရားဆိုတဲ့အမြင့်ကလေးခိုင်းလာသမထဝိပဿနာဆိုတဲ့အညောင်အညောင်တွေတက်လာတယ်ဒီလိုဆွလို့တာပေါ့နော်တရားရှိလာပြီဆိုလို့ရှိရင်သီလနဲ့လည်းပြည့်စုံလာတယ်ကိုချင်းတရားတွေလည်းကောင်းလာတယ်သမထဝိပဿနာအကျင့်တွေကမ္မထာအကျင့်တွေလည်းအားထုတ်လာတယ်ဒါတရားတရားရှိလာတဲ့အဓိပ္ပာယ်နောက်ဆက်တွဲဖြစ်လာတာတွေကဘာတွေတော့ဆိုသီလေနတမ္ပနာတဲ့တရားရှိပြီဆိုရင်ကိုချင်းသီလပြည့်စုံလူတွေမှာ၅ပါးသီလ၅ပါးသီလဆိုတာအတ္တမအရေးပါတဲ့ဝါရိတသီလမျိုးမလုပ်ရဘူးဆိုတာကိုရှောင်ရတဲ့သီလမျိုးပေါ့ဒီနေရာမှာလည်းပဲ၅ပါးသီလဟာမြတ်စွာဘုရားကပြညတ်ထားလို့ရှောင်ရတာမျိုးဒီလိုဟာမျိုးမဟုတ်ဘူးမြတ်စွာဘုရားကဒါလုပ်ရင်အပြစ်ဖြစ်တယ်ဒါကရှောင်ရင်ကောင်းကျိုးချမ်းသာတွေရတယ်လို့လမ်းညွှန်မှုပြုတာပဲဖြစ်တယ်သီလဆိုတဲ့သဘာဝတရားဟာစဉ်းစားကြည့်ကိုယ်တိုင်ကိုချင်းသီလစောင့်တည်လိုက်တာဟာကိုယ်အတွက်ပဲလို့ဒီလိုအောင်းမေးကြတယ်ဒါနကြတော့အများအတွက်လို့ထင်ကြတယ်လေကိုကပေးလိုက်ကမ်းလိုက်ကျွေးလိုက်မွေးလိုက်တဲ့လူတွေစားတောက်သွားတာကြည့်ပြီးတော့ဒါနကတော့အများအတွက်ပဲသီလကတော့ကိုယ်အတွက်လို့ထင်ကြတာဟုတ်လားသီလလည်းပဲဒါနလို့ပဲအများအတွက်အကျိုးဖြစ်တာကိုယ်အတွက်အကျိုးမဖြစ်ဘူးပြောတာမဟုတ်ဘူးကိုယ်အတွက်လည်းအကျိုးဖြစ်တယ်သို့သောအများအတွက်အကျိုးဖြစ်တာကြည့်လေပါဏာတိပါဒကရှောင်လိုက်တဲ့ဖြင့်ကိုယ်လက်နဲ့သူများသိတာရှိသေးလားဟောကိုယ်ဘေးနာလူတွေအန္တရာယ်ကင်းမသွားဘူးလားကင်းသွားတယ်ပါဏာတိပါဒရှောင်လိုက်တာကိုယ်ရက်ကွက်ထဲမှာကိုယ်ကြောင့်ဒုက္ခရောက်တဲ့လူတယောက်မှမရှိဘူးဟောသိလိုက်ပါဏာတိပါဒရှောင်လိုက်ဟောရက်ွက်ထဲမှာကိုကအရိဏဒါနရှောင်လိုက်ရက်ွက်ထဲမှာပစ္စည်းပြောက်တာခိုးချောင်ဆိုတာဖြစ်နိုင်မှာမလားဟောတီလာဆောက်တည်တာဟာအလုံးအတွက်ဖြစ်မနေဘူးလားတရားကွက်လုံးလူတွေဟာပဏာတိပတ္တလည်းရှောင်မယ်အရိဏဒါနလည်းရှောင်မယ်ကာမိတုမိစ္ဆာဆရာလည်းရှောင်မယ်ဆိုလို့ရှိရင်တရားကွက်လုံးဟာအေးချမ်းသာယာဒီမှာပဲမုတ္တဝါဒလိမ့်လေလဲပြားပြီးဘသူကိုမှဒုက္ခရောက်အောင်မလုပ်ဘူးဟောရှောင်လိုက်တာဒါလည်းသူများပဲကိုယ့်ကိုလိမ့်တာမဟုတ်ဘူးသူများလိမ့်တာသူရမေတွေကရက်သေးစာမတော့စားဘူးဆိုလို့ရှိရင်လည်းအများအတွက်အကျိုးဖြစ်တာပဲမိမိကြောင့်စိတ်ဆင်းရဲမဲ့ပုဂ္ဂိုလ်မရှိတော့ဟုတ်ကဲ့လားဒါကြောင့်မလို့၅ပါးသီလကိုမြတ်စွာဘုရားကမဟာဒါနလို့ခေါ်တာရှိတယ်တကယ်ကြီးမားတဲ့အလူကြီးဘာတွေလူတာတော့အပယဒါနတခြားပုဂ္ဂိုလ်တွေကိုဘေးမဲ့ပေးတဲ့အလှပဲဒါကြောင့်မို့၅ပါးသီလဟာစောင့်တည်သူရဲ့အတွက်လက်တွေ့အကျိုးဖြစ်ရောက်တာကစောင့်တည်သူအတွက်သာမကဘသူအတွက်ဖြစ်တာတော့အများအတွက်ဖြစ်တယ်ဒါကြောင့်မို့လို့ပရဟိတလုပ်ငန်းထဲမှာသူပါတယ်နော်သို့တော်လူတွေက၅ပါးသီလကိုပရဟိတမှန်သိတဲ့လူမတမနဲ့ပရဟိတပဲဒါလည်းအများအတွက်အကျိုးဖြစ်သွားတာဟုတ်ပြီသီလေနတမ္ပနာအခုလို့အနည်းဆုံး၅ပါးသီလနဲ့ဖြစ်ဆုံးနောက်တစ်ခုရှိတဲ့နာပါဝရိညူဆိုတာလိုချင်လို့လာတောင်းတာသို့မဟုတ်နော်စားရမယ်မယ်တောင်းမယ်ဖြစ်လို့တောင်းတာတောင်းတဲ့ပုဂ္ဂိုလ်စာနာထောက်ထားတယ်ပေးတယ်ကမ်းတယ်အဲ့ဒါကိုဝရိညူရရောတယ်လို့ဆိုလိုတာပဲတောင်းသူရဲ့စကားကိုနားလဲတယ်နားမလဲရရောက်တယ်သူကအံ့ဩစရာတော့ကောင်းတယ်နော်ဒီတောင်းရတဲ့ပုဂ္ဂိုလ်ရှိလို့ရှိရင်မကြားချင်အောင်ဆောင်လို့ရှိရင်နားပင့်တတ်တယ်နောင်ဘွားရလားနောင်ဘွားနားပင့်တတ်တယ်မကြားချင်အောင်လည်းမဆောင်နဲ့မသိချင်အောင်လည်းမဆောင်နဲ့ကိုပေးနိုင်တယ်လို့ပေးလိုက်နော်မပေးနိုင်လို့ရှိရင်ငါမှကောဘာမှမရှိဘူးနော်တခြားတော့တောင်းတော့ငါမှတကယ်မရှိဘူးအခုငါပေးเสียဘာမှမရှိဘူးလို့ပြောလို့ရတယ်ဟုတ်ကဲ့ဝရိညူဆိုတာရရောတာပေးကမ်းအိန္ဒိယသွားတော့ကတခါဗြောင်းစားတယောက်ကလူတယောက်ကိုလာတောင်းတယ်အဲ့ဒီလူကဘာလို့ပရိုဒီစားနေနာမည်လို့ခါမျိုးပေါ့နော်ပရိုဒီစားနေတာဗြောင်းစားတယောက်ကလာတောင်းတော့သူက
ဘာလို့တုံးဆိုအဲ့ဒီရိုဒီကိုလုံးပြီးတော့အဲ့ဒီတရောင်းသားကိုရင်ဘတ်ကိုအဲ့ဒီရိုဒီနဲ့ထုလိုက်တော့အဲ့ဒီသူစားနေတဲ့ရိုဒီနဲ့ရင်ဘတ်ကိုထုပြီးတော့ရင်ဘတ်တော့မဟုတ်မျက်နှာတောင်ပေါက်လိုက်တာနဲ့တရောင်းသားကအဲ့မြေကြီးပေါ်ကျသွားတဲ့ရိုဒီကိုကောက်ပြီးတော့စားသွားစားနော်စိတ်မဆိုးတဲ့အပြင်အဲ့တော့ဒီလူကတော့ကုသိုလ်ရဖို့တော့သိမရှိဘူးနော်တောင်းရမလားလို့စိတ်ကထိုးဆိုးလိုက်သေးတယ်ဆိုးပြီးရိုဒီနဲ့မျက်နှာကိုပေါက်လိုက်တာအဲ့ဒါဟိုကောင်ကအသာလေးကောက်ပြီးတော့စားသွားစားဒါမျိုးတွေတခါတွေးခဲ့ဘူးတယ်ပေါ့အေးကိုပေးမယ်ပေးရင်ချိုးချိုးသားသားရော့အင်းလို့ပေးလိုက်လို့ရှင်သူ့မှာကုသိုလ်တွေအများကြီးဖြစ်သွားမှာပဲပေါ့ဝရင်းညူဆိုတာအဲ့ဒါပြောတာတောင်းလာတဲ့ပုဂ္ဂိုလ်ရဲ့ဆန္ဒကိုသိတယ်အသိမှပြုတ်တယ်ဝိတမစ္ဆရာငါသာသုံးမယ်ဆိုတဲ့စိတ်မရှိဘူးအေးကိုငပြောသည်စားနေတယ်တဝက်ကြံနေရင်တဝက်ပေးလိုက်ပေါ့ပြီးတာပဲဟုတ်လားမုံလေးတစ်ချက်စားနေတယ်လာတောင်းတဲ့လူရှိရင်ပေးလိုက်ပေါ့ကြံတာလေးဒီလိုဆိုလိုတာပေါ့နော်အေးအဲ့ဒါလို့တရားလည်းရှိတယ်သီလလည်းရှိတယ်တောင်းရတဲ့ပုဂ္ဂိုလ်တွေရဲ့စကားကိုနားလည်ပြီးဘယ်တော့မှငါသာသုံးမယ်ဆိုတဲ့စိတ်ဓာတ်မရှိဘူးများကိုမျှဝေပြီးတော့သုံးမယ်ဆိုတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ဟာလူထဲမှာတင့်တော့တင့်တယ်ဖြစ်တဲ့ပုဂ္ဂိုလ်မျိုးရှိတယ်ဖြစ်တယ်တဲ့တရားတရားကောင်းဘာနဲ့ဥပမာတူတော့ဆိုရင်တိမ်တိုင်မဲကြီးတွေကနေပြီးတော့ဖောက်ထွက်ပြီးပေါ်လာတဲ့လမ်းမင်းကြီးဟာစက်တည်ရှိတယ်လို့ပဲတရားတရားရှိပြီးကိုချင်းသီလနဲ့ပြည့်စုံပြီးနော်လူတဲ့တန်းတတ်တဲ့အလုပ်တွေလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာတိမ်တိုက်ထဲကထွက်ပေါ်လာတဲ့လာမင်းလို့လူလူကြားမှာတက်တော့တက်နေရှိတယ်လို့မြတ်စွာဘုရားကအဲ့ဒီသုတ်တမှာဒီလိုဟောထားတယ်ဒါကြောင့်မို့လို့သားကောင်းသမီးကောင်းဆိုဒီမှာဒီလိုရည်ချင်းနေနဲ့ပြည့်စုံမှုလိုတယ်နောက်တစ်ခုမြတ်စွာဘုရားဟောထားတဲ့သုတ်တတစ်ခုသတိထားရမိဘနော်မိဘတွေကငယ်စဉ်ကကျွေးမွေးလာခဲ့တယ်ဆောင်းလျှောက်လာခဲ့တယ်အဲ့ဒီခြေဆုတရားတွေကိုသိပြီးတော့သာသမီလှုပ်တဲ့ပုဂ္ဂိုလ်မိဘတွေအိုမင်းမစွမ်းဖြစ်နေလို့ရှိရင်မိဘကိုကြည့်ရှုယူရပြုစုတဲ့သာသမီမျိုးဖြစ်တဲ့နေပေါ့နော်အဲ့ဒါလို့မလုပ်ဘူးဆိုလို့ရှိရင်မြတ်စွာဘုရားဗာပြောတော့ဆိုခုနကအဝဇာတဆိုတဲ့ထဲပို့ပြီးတော့ဝတ္တလသူယုံမာလို့လည်းသတ်မှတ်တယ်ပရာဘဝမင်းပျက်စီးတော့မယ်ဘယ်တော့မှတိုးတက်မဲ့လူမဟုတ်ဘူးလို့လည်းမြတ်စွာဘုရားဟောတယ်နော်အဲ့ဒီဒေသနာတော်လေးကိုနာခံပြီးတော့ကြည့်အဲ့ဒီမှာမြတ်စွာဘုရားဘယ်လိုဟောတယ်ဆိုယောမာတရံပိတရံစိဏကံကတရွပနံအမေတဲ့အဖေတဲ့စိဏကအိုမင်းပြီးတော့ကတရွပနအရွယ်တွေကုံဆုံးနေပြီဖိုးကြီးဖွားကြီးဖြစ်နေပြီလောက်ကင်မစားတော့နိုင်တော့ဘူးကိုပါကိုနော်စိဏကံကတရွပနံအိုမင်းပြီးတော့အရွယ်လွန်သွားတဲ့အမေအိုအဖေအိုကိုတဲ့ပဟုတန်တော်ပေးနိုင်ရတဲ့နဲ့ကမ်းနိုင်ရတဲ့နဲ့လုံနိုင်ရတဲ့နဲ့နဗရတိမမွေးမြဘူးမိဘကိုဂရုစိုက်ဘူးမဆောင်ရှောက်ဘူးဆိုတဲ့သာသမီဟာတံပရဘဝတော်မူခံအဲ့ဒါဟာပျက်စီးခြင်းအကြောင်းတစ်ခုဖြစ်တယ်ဒီသာသမီဘယ်တော့မှမကြည့်ခွာဘူးတဲ့သားကောင်းသမီးကောင်းမဟုတ်ဘူးလို့ဒီလိုဆိုလို့တယ်ဟုတ်ကဲ့လားဒါတွေလည်းခုနကအင်္ဂါရတ္တိနဲ့မပြည့်စုံတဲ့သာသမီမျိုးသားတင်မိဘကိုပြစ်ထားမှာပေါ့ခုနလိုတရားတရားရှိတယ်ကိုချင်းစီတာကောင်းတယ်ဆိုတဲ့သာသမီမျိုးကဘယ်ပြစ်မလဲနော်ဟောနောက်တစ်ခုမြတ်စွာဘုရားယောမာတရံပိတရံစိဏကံကတရွပနအရွယ်လွန်ပြီးတော့အိုမေမစွမ်းဖြစ်နေတဲ့အမေအဖေကိုတဲ့ပဟုတန်တော်နဗရတိစွမ်းနိုင်သူဖြစ်ပါလေရဲ့နဲ့မလို့ကြွေးဘူးမပြုစုဘူးမဆောင်ရှောက်ထားဘူးဆိုရင်တန်စင်ညာဝတ္တလောဣတိတဲ့အဲ့ဒီပုဂ္ဂိုလ်လူယုတ်ပါလို့ပဲသတ်မှတ်လိုက်ပါသိလိုက်ကြပါလို့မြတ်စွာဘုရားတို့ခေါ်တာနော်တကယ်လူယုတ်မှာလောကလူတွေကလူယုတ်မှာဆိုတာတခြားတွေဒါလူယုတ်မှာခေါ်တာအမေအဖေပြစ်ထားရင်လည်းလူယုတ်မှာပဲလို့ဆိုတယ်လူယုတ်မှာဒီလိုအဓိပ္ပာယ်ဆိုလိုတာ
အဲ့တော့သားတွေသမီးတွေသားကောင်းသမီးကောင်းဆိုဒီမှာလိမ္မာရင်ကျေးပြီးတော့မိဘရဲ့ကောင်းမြတ်တဲ့အမွေတွေကိုခံယူပြီးဒီလိုက်နာကျင့်သုံးတဲ့သားသမီးမိဘတဲ့ပိုးပြီးတော့အသိပညာတွေတိုးတက်လာတယ်ကိုချင်းတရားတွေပိုကောင်းလာတဲ့သားသမီးမျိုးဟာလောကကြီးမှာကြီးပွားတိုးတက်ပြီးတော့ကောင်းမြတ်တဲ့သားသမီးတွေဖြစ်တယ်အေးရှင်းတော့ကသားနဲ့သမီးဆိုလို့ရှိရင်လောကလူသားတွေကမိဘတွေလည်းသိမှာပါအမေလှုပ်တဲ့ပုဂ္ဂိုလ်အဖေလှုပ်တဲ့ပုဂ္ဂိုလ်ခုဒီပိဋကထဲမှာမေးကြည့်ရင်အဖြေဘယ်လောက်ထွက်မလဲတော့မသိဘူးเนาะသားလိုချင်သလားသမီးလိုချင်သလားဆိုရင်ဘာပြောကြအောင်ပဲသားလိုချင်တဲ့လူကဒီနာလူတွေပဲ2ယောက်3ယောက်ဟုတ်နောက်ကတော့ညင်နေတာအိန္ဒိယနိုင်ငံမှာတော့သားနဲ့သမီးနဲ့ဘယ်သူလိုချင်လဲလို့ဆိုလို့ရှိရင်သားပဲလိုချင်တာမှန်တယ်เนาะသူတို့သားကိုလိုချင်တယ်ဆိုတာအကြောင်းရှိတယ်မိဘတဦးဟာသားထွန်းကားလို့ရှိရင်တော့ဓမ္မတမိုးရှိတယ်သမီးတွေကြီးပဲမွေးတဲ့အဖေတော့သေးပြီးသားအောင်မေးတော့ဟုတ်သားထွန်းကားလို့ရှိရင်အဲ့ဒီအဖေကဒူးနပ်ပြီးနေလို့ရအိန္ဒိယနိုင်ငံထုံးစံပြောတာပါဗမာပြည်ကတော့ဒူးနပ်လို့ရပါတယ်2ခုစလုံးသမီးချောချောမွေးရင်လည်းလိုချင်တဲ့လူတွေပြည့်နေမှာပါနော်အိန္ဒိယနိုင်ငံမှာပြောရမယ်ဆိုရင်အိန္ဒိယမှာသမီးမိန်းကလေးတယောက်အိမ်အောင်ကြဖို့လွန်ခဲရင်မိဘတွေအဲ့ဒီအတွက်အများတန်းစိတ်ဆင်းရဲကြမိဘကတတ်နိုင်မှဒီသားသမီးအိမ်အောင်ကြဗမာပြည်တော့မကြဘူးသေးဘူးအိန္ဒိယတို့သီရိလင်္ကာတို့မှာ Sunday ဆိုလို့ရှိရင်သတင်းစာကြီးတွေမှာတနင်္ဂနွေနေ့ထုတ်တဲ့သတင်းစာကြီးတွေမှာစာမျက်နှာအပြည့်ကြော်ညာပါတယ်ကြော်ညာဆိုလို့ကုန်ပစ္စည်းကြော်ညာတာများမအောင်မေ့လေနဲ့ marriage proposed တဲ့ဟုတ်လား marriage proposal အိမ်တော်ပြုဖို့ကြော်ညာတာဘယ်သူကကြော်ညာတယ်မှတ်တယ်အမျိုးသမီးတွေကကြော်ညာအမျိုးသားကြော်ညာတယ်လို့မအောင်မေ့နဲ့အမျိုးသမီးကကြော်ညာတာသူတို့စိတ်ကြားဘူးလားဗမာပြည်အင်္ဂလိပ်လို marriage proposal လို့ခေါ်တယ်ဒီမျိုးသမီးကအသက်ဘယ်လောက်ရှိပါပြီရုပ်ကချောတယ်နတ်သမီးတစ်မြနော်သူ့မှာပတ်စံဘယ်လောက်ရှိတယ်ဒါတွေပါအကုန်ထည့်ပြီးတော့ပညာဘယ်လောက်တတ်တယ်ဆိုတော့သူနဲ့အိမ်အောင်ပြုတ်ခြင်းနဲ့အမျိုးသားရှိလို့ရှိရင်ဆက်သွယ်ပါတယ်ပေါ့ဒီလူတွေထိအောင်ကြင်ညာတာနော်စတွေးကသာတော့အံ့ဩတယ်ဒုစီမှာမရှိပါဘူးလို့ဒါမျိုးအိန္ဒိယတီဟိုသွားလို့ရှိရင်အဲ့စနေသတင်းစာဖတ်ကြည့်ပေါ့မယုံလို့ရှိရင်marriage proposal ရှိတယ်။ဘာဖြစ်လို့ဒီလိုရှိရတာတော့ဆိုသူတို့နိုင်ငံမှာ dowry စနစ်ရှိတယ်။ dowry ဆိုတဲ့စနစ်ကမျိုးသမီးဘက်ကနေပြီးအိမ်တော်ပြုတ်ကျင်လို့ရှိရင်တင်တောင်းရတဲ့စနစ်။မျိုးသမီးရဲ့မိဘကတင်ရတာအဲ့ကြမှာအမျိုးသားလက်ခံပြီးတော့အိမ်တော်ပြုတ်ကြတာသူတို့စီမှာမတင်နိုင်ရင်သွားရောအတော်ဒုက္ခရောက်တဲ့နိုင်ငံတွေရဲ့စနစ်တွေပဲအဲ့ဒါနော်ဒါကြောင့်မို့လို့အမျိုးသမီးကြီးမွေးတဲ့အမေတွေဟာခေါင်းကုတ်နေရတာမတမလှုပ်ရှုပ်အမျိုးသားမွေးပြီဆိုရင်သူကတော့ဇိမ်နဲ့ပဲလေဟောလာတောင်းလိုက်ပဲတောင်းရင်အေးဆေးဆေးပဲဒီလိုဆိုတာသူတို့စီမှာအဲ့ဒါကြောင့်မို့လို့အမျိုးသမီးကိုမယူချင်ကြဘူးအမျိုးသားတွေပဲသားသမီးကိုမယူချင်ဘူးသားကိုပဲယူချင်ကြတယ်သူတို့နိုင်ငံတွေဗမာပြည်ကတော့အဲ့ဒီလိုမဟုတ်ဘူးလို့ထင်တယ်ဘုန်းကြီးကဒါကတော့အမေဖေတွေကပို့သိမှာပေါ့နော်သားကိုလူချင်တယ်ဆိုတာအရွယ်လေးရောက်လာရင်သားလေးကိုရှင်ပြုချင်တယ်ဒါတွေပါမှာပေါ့နော်တော့အိန္ဒိယနိုင်ငံကသမီးမလိုချင်တာနဲ့ဗမာပြည်ကသမီးမလိုချင်တာနဲ့မတူဘူးသားလိုချင်တာချင်းလည်းမတူဘူးလို့ဒီလိုတွေ့သားလိုချင်တာသားလေးရွယ်ရောက်လာရင်ရှင်ပြုမယ်တို့ဘာတို့ဒီလိုရွယ်ချက်တွေရှိပါလိမ့်မယ်တခြားရွယ်ချက်တော့မပြောရဘူးအမေဖေတွေမှသိမှတာအဲ့ဒါလို့နော်သားသမီးနဲ့ပတ်သက်လာတဲ့အခါမှာသားနဲ့သမီးဘယ်ဟာလိုချင်လို့ဆိုသားပို့လိုချင်လားဒါကအခုမှမဟုတ်ဘူး
မြတ်စွာဘုရားလက်ထက်တော်ခါကလာတော့မြတ်စွာဘုရားနဲ့အလွန်ရင်းနှီးတဲ့တာဝတိမြို့ကပသိနေရီကောသလမင်းကြီးအဲ့ဒီပသိနေရီကောသလမင်းကြီးကအသိပညာအလွန်ကင်းပါတဲ့ဆင်းရဲသူအမျိုးသမီးဆင်းရဲသူဆိုတာဟိုမင်းမျိုးမင်းနွယ်တွေကမဟုတ်ဘူးသူကပန်းဥယျာဉ်စောင့်တဲ့ပန်းဆိုင်ပြိုးတဲ့မိသားစုတွေကအမျိုးသမီးလေးတယောက်မန္လိကာလို့ခေါ်တယ်ပညာရှိတယ်တက်လက်တယ်ချက်ချတယ်အဲ့ဒါကြီးမိဖုရားမြောက်ထားပြောမယ်ဆိုလို့ရှိရင်မင်းမျိုးတွေကမဟုတ်သည့်အတွက်ကြောင့်မိဖုရားမြောက်ထားပြီမဲ့တက်လက်ချက်ချမှုကြောင့်သူ့ကိုအားကိုးရတနေ့ကျတော့အဲ့ဒီမန္လိကာမိဖွားတာကောသလမင်းကြီးကမြတ်စွာဘုရားကျောင်းတော်ရောက်ပြီးဘုရားရှိခိုးစကားထိုင်ပြောနေတဲ့အချိန်နောက်ကညတော်ကလူတယောက်လိုက်လာပြီးဘုရင်ကြီးနာကပ်ပြီးတော့တူတူလေးပါပြောတော့ဆိုမန္လိကာဒေဝီဒေဝဓိတာဝိဇာတာမန္လိကာမိဖုရားကသမီးလေးမွေးပါတယ်လို့လာပြောသွားနော်မန္လိကာဒေဝဒေဝီဓိတရံဝိဇာတာသမီးလေးမွေးပါတယ်လို့ပြောတော့ကောသလမင်းကြီးကမျက်နှာကြီးပြက်သွားမျက်နှာပြက်သွားဒီလိုပဲမျက်နှာပြက်ကြလားမသိဘူးဟုတ်တော့တယ်တခါကျတော့အမှတ်မထင်ဗမာဇလန်းနေတဲ့တောင်ပါသေးတယ်နော်မွေးပြီဟာဆိုဟာသားကလေးတယ်ဆိုရင်တော့ပြောနေကြတာတွေ့တယ်နော်သမီးတယ်ဆိုရင်မျက်နှာပြက်သွားတာတော့ပြောတတ်ဘူးအဲ့ဒီမှာမန္လိကာမိဘုရားဟာသမီးတော်ကိုမွေးဖွားပါတယ်လို့ဆိုတော့ကောသလမင်းကြီးမျက်နှာပြက်သွားမြတ်စွာဘုရားကတိလိုက်တဲ့အခါကျတော့ကောသလမင်းကြီးကိုဖြောင်းပြပြီးတော့ဘာစကားပြောလိုက်တော့ဘုရားပြောတာလေးကိုမှတ်တာနော်သမီးမွေးလို့ရှိရင်မြတ်စွာဘုရားရဲ့မြတ်စွာဘုရားကအားလုံးကိုမြင်ပြီးတော့လူအားလုံးစိတ်ချမ်းသာစေရလူတွေကတစ်ဖက်ဖက်မြင်တာကိုမြတ်စွာဘုရားကဘက်စုံမြင်ပြီးတော့ဟောတာအဲ့ဒီမှာဘုရင်ကြီးကိုအားပေးတာဘယ်လိုပေးအားပေးတော့ဆိုအဋ္ဌိပိဟိဧကိစီယသေယပောတစနာတိပါဘုရင်ကြီးတဲ့မိန်းကလေးဆိုပေမဲ့လို့စိတ်မပြတ်ပါနဲ့တဲ့ကောင်းပါတယ်တဲ့မွေးပါတဲ့သမီးလေးဆိုပြီးတော့စိတ်မပြတ်ပါနဲ့ကောင်းပါတယ်မွေးထားပါမေရာဝိနိတိလဝတိတတုဒေဝပဋိဝဒအဲ့ဒီသမီးမိန်းကလေးလေးကအသိပညာထက်မြက်တယ်နော်ကိုချင်းသီလတွေကောင်းတယ်အိမ်တော်ရသားကြသွားတဲ့အခါရောက်ခမကိုယူသေးတယ်လေးစားတယ်နေယောက်ျားကိုယူသေးလေးစားတယ်ဆိုတဲ့အကျင့်ကောင်းတဲ့သမီးကလေးဖြစ်လာလို့ရှင်တတ္တယောဇာယတိပောတောသူရောဟောတိဒိတမတိအဲ့ဒီလိုမိန်းကလေးလေးသမီးတော်လေးကနေပြီးတော့သားတော်လေးတစ်ပါးနောက်ထပ်မွေးလာမယ်ရဲစွမ်းတတ္တိရှိပြီးအသိပညာထက်မြက်တဲ့သားတော်လေးရလာမယ်ဆိုရင်တာထိတာသူပကိယပုတ္တောရစ္ဆံပိအနုတတတိဒီလိုအမျိုးသမီးတယောက်အခုလိုမွေးလာတဲ့ဒီမိန်းကလေးလေးရဲ့သူ့သားကြတဲ့အခါကျတော့တိုင်းပြည်အုပ်ချုပ်နိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်ဖြစ်လာတတ်တယ်တဲ့ဟောအမြော်အမြင်နဲ့ပြောတာနော်မြတ်စွာဘုရားပြောတာဟုတ်တယ်လေသားကောင်းယရနာဆိုတာအဖေကမွေးတာမှမဟုတ်တာဘယ်သူကမွေးတာအမေမမွေးလို့ရတာလေအဲ့တော့ကောင်းမြတ်တဲ့သားဆိုလဲအမွေကမွေးတာပဲမဟုတ်လားလောကမှာထူးချွန်ပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်နိုင်စွာရှိတဲ့ဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေမွေးလာတာဘယ်သူကမွေးတာအမေကမွေးတာအဲ့ဒါဆိုအမေရဲ့တန်ဖိုးတက်မသွားဘူးလားဘုရားပြောတာဟောအမျိုးသမီးကလည်းတန်ဖိုးရှိတယ်ဆိုတဲ့အကြောင်းအမြတ်စွာဘုရားလူပြောတာနော်ဟုတ်တယ်လေဘုရားတော်မှာပဲအမေကမွေးမှဘုရားဖြစ်တာတဲ့အမေမပါဘဲနဲ့ဘုရားမှမဖြစ်တာဟုတ်အဖေတယောက်တည်းနဲ့ဘုရားမှမမွေးနိုင်တာဒါကြောင့်မလို့စိတ်မပြည့်နဲ့နောက်တစ်ဆက်ဟာအင်တမအခြေအနေကောင်းတယ်တန်ဖိုးရှိတဲ့ချွတ်ချွတ်တဲ့ပုဂ္ဂိုလ်တယောက်ကိုဟောဒီလိုမိခင်မျိုးကပဲမွေးပေးတာပါလို့မြတ်စွာဘုရားဒီလိုပြောတာနော်မြတ်စွာဘုရားရဲ့သမီးတော်တွေကြတော့အမျိုးသမီးကိုရှုတ်ချပြီးပြောလာပြီးဆိုလို့ရှိရင်တော့
ပြန်ပြီးခြေပတဲ့စကားလေးတွေရှိတယ်ဒါလည်းပဲအမှန်တန်မိုးရှိတယ်တန်မိုးရှိတယ်ပြန်ပြီးခြေပတာတောမာဆိုတဲ့ဘိက္ခုနီမကိုမန္တသားကနေလာပါပြီးပြောတာတော်ထဲမှာတရားနှလုံးသွင်းနေတဲ့အချိန်မှာယန္တံဣတိဟိပတ္တဗံဌာနံဒုရဝိတမောနတ္တံတွင်ကုလပညာယတက္ကပပောတုမိဋ္ဌိယဒီတကယ်ကိုထိတ်တန်းယောက်ျားကြီးတွေမှရနိုင်တာအလွန်ရဖို့ခဲရင်တယ်ဆိုတဲ့အသိဉာဏ်ကိုတဲ့လက်နှစ်ချောင်းပညာလေးများသာရှိတယ်လက်နှစ်သစ်ပညာလေးများသာပညာလေးလက်နှစ်သစ်လောက်နဲ့အမျိုးသမီးကြောင်နေနဲ့လက်လမ်းမမိပါဘူးဘာလို့လုပ်နေရတာလဲမျိုးသမီးကိုရှုတ်ချပြီးပြောတာနော်မျိုးသမီးတွေကိုတွင်ကူးလပညာလို့ခေါ်တယ်လက်နှစ်သစ်ပညာလေးဆိုတာလက်နှစ်ချောင်းပညာလေးဆိုတာဘာကိုပြောတာလဲသိလားထမင်းချက်တဲ့အခါမှာလက်ကလေးနဲ့စမ်းကြည့်ပြီးကြက်မကြက်သိတာအဲ့ဒီပညာတဲ့ချိန်ဟိုရင်းလောက်ပြီးတော့ပြောတာပေါ့နှိမ့်ချပြီးတော့ပြောတာပေါ့နော်လက်နှစ်ချောင်းပညာလေးတဲ့တွင်ကူးလပညာလက်နှစ်သစ်သူတို့ပညာလေးကလက်နှစ်သစ်လောက်ပဲရှိတယ်ဆိုတဲ့အဓိပ္ပာယ်လေးပါတယ်တော့မဟုတ်ထမင်းမနက်လက်နှစ်ချောင်းကြားထဲမှာညှပ်ပြီးတော့ဖိကြည့်ရတာဆိုတဲ့ပညာအဲ့ဒီလိုပညာရှိတဲ့အမျိုးသမီးတွေကဘယ်လိုထက်တန်းကြတဲ့တရားတွေသိနိုင်မှာမလို့ဆိုတော့အဲ့ဒီဘိက္ခုနီမကမခံဘူးပြန်ပြောတဲ့စကားလေးဟာဖို့တယ်အဋ္ဌိဘာဝကိဉ္ကရိယာနော်စိတ်တံမိသုတမဟိတေစိတ်ထက်ကြံ့ခိုင်တည်ငြိမ်လာတယ်ဆိုရင်မိမပဲဖြစ်ဖြစ်မျိုးသမီးပဲဖြစ်ဖြစ်မိမဘဝဆိုတာဘာမှထည့်ပြောစရာမလိုဘူးစိတ်ဓာတ်ကအဓိကယောက်ျားဖြစ်ဖြစ်မိမဖြစ်ဖြစ်စိတ်ဓာတ်တည်ငြိမ်မှုကအရေးကြီးတယ်ဒီလိုဆိုလိုတာပေါ့နော်ယောက်ျားဖြစ်လဲစိတ်ဓာတ်မတည်ငြိမ်မှုဆိုရင်လည်းကောင်းအဲ့တော့စိတ်ဓာတ်တည်ငြိမ်လာပြီးရင့်ကျက်နေပြီဆိုလို့ရှိရင်အမျိုးသမီးကိုဘာမှထည့်ပြောစရာမလိုဘူးဉာဏမိဝတ္တမဏမိသမ္မာဓမ္မဝိပဿနာတကယ်မှန်ကန်တဲ့ကျင့်စဉ်နဲ့တရားဓမ္မကိုသိထားတဲ့အသိဉာဏ်နဲ့ရလာပြီဆိုလို့ရှိရင်မိမဘဝဘာပြောစရာလိုလဲတဲ့ယတနုနတိယဧဝံအိဋ္ဌာဟံပုရိသောတိဝါကိဉ္စီဝပဏ္ဏအညတမိတမ္မာရောဝတ္ထုမိတ်စတိအမျိုးသားအမျိုးသမီးခွဲခြားပြီးတော့ဒီအထင်သေးမြင်သေးလုတ်တဲ့ပုဂ္ဂိုလ်မျိုးကိုသာလည်းပြောလို့ရတယ်တဲ့သူကစိတ်ဓာတ်တည်ငြိမ်တယ်အသိဉာဏ်တွေသူ့မှာရှိတယ်ငါလိုပုဂ္ဂိုလ်မျိုးလာမပြောနဲ့လို့ဆိုလိုတယ်ဟုတ်ကဲ့လားစိတ်ဓာတ်ရင့်ကျက်မှုနဲ့အသိဉာဏ်ရှိမှုစိတ်ဓာတ်တည်ငြိမ်မှုနဲ့အသိဉာဏ်ရှိမှုကအရေးကြီးတယ်အဲ့တော့ယောက်ျားပဲဖြစ်ဖြစ်မျိုးသမီးပဲသားပဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်အသိဉာဏ်တွေထက်သန်မှုနဲ့စိတ်ဓာတ်တည်ငြိမ်ရင့်သန်မှုကဒါအရေးကြီးတယ်ခုနပြောတဲ့ကိုချင်းတရားတွေကအရေးကြီးတယ်ကိုချင်းတရားတွေနဲ့ပြည့်စုံနေပြီအသိဉာဏ်တွေရှိနေပြီလိမ္မာယဉ်ကျေးပြီဆိုရင်သားပဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်တမိုးရှိတာကြီးပဲဟုတ်ကဲ့လားဒီလိုဆိုလို့တယ်ဒါကြောင့်မလို့သားကောင်းသမီးကောင်းဆိုသည်မှာကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လိမ္မာယဉ်ကျေးတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်မိမိရဲ့မိဘတွေကိုပြုစုလိုကြွေးတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဘုံမေမစွမ်းရှိလာတဲ့အခါမှာဆောင်းလျှောက်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်စီးပွားတိုးတက်အောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်မျိုးလည်းဖြစ်ရမယ်လို့ဒါဆိုရင်မိကောင်းဖခင်ရဲ့သားကောင်းသမီးကောင်းတွေဖြစ်ကြမှာဖြစ်ပါတယ်ဒါကြောင့်သားကောင်းသမီးကောင်းဖြစ်အောင်တို့တွေဟာရှင်းဆောင်ကြရမှာဖြစ်တယ်လို့ကိုစီသဘောကျပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာ
လူရဆန္ဒဖြစ်ပါစေဟောလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုတင်္ဂမမနောတရတိတဝေတံပဝါယန္တုဒုက္ခနကမေတ္တာပုံနေတုတင်္ဂမစုပေါင်းပုအပ်မေတ္တာတဟုရောင်မြူပဝေငွေလာမင်းနှင့်ရောင်ချင်းရှိယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျွမဲ့ဥတ္တုံလုံးစုံရာစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုမုဒ္ဒရာကြာပိုင်းတို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြအကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သိမ့်ပြတ်ပိတိတိဟုသောယနံတို့သည်ပဝါယန္တုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်တည်း